ငွေကြီးနဲ့ဝယ်ယူလို့မရနိုင်တဲ့ဘဝရဲ့တန်ဖိုးအရှိဆုံးချမ်းသာကြွယ်ဝမှုရှိမျိုးလောကကြီးကတင့်ကိုအကြီးအကျယ်လှည့်စားထားပါတယ်ပိုက်ဆံများများရှာနိုင်ယာတို့ကြီးကြီးရရင်လူများရဲ့အတိမတ်ပြုခြင်းကိုခံရရင်ဘဝကြီးကပြီးပြည့်စုံပြီဆိုတဲ့အယူဆဟာလုံးဝကိုမှားယွင်းနေတဲ့အတူရောင်ယုံကြည်ချက်တစ်ခုသာဖြစ်နေပါတယ်ငွေတွေပိုအောင်ပြီးရှာနိုင်ရင်ပြီးပြည့်စုံသွားပြီဆိုတဲ့ခံယူချက်ကလည်းလူအများစုကိုပင်ပန်းဆင်းရဲမှုတွေစီကိုသာတွန်းပို့နေတဲ့ထောင်ချောက်ကြီးတစ်ခုသာဖြစ်ပါတယ်နေ့စဉ်နဲ့များကျွန်တော်တို့တွေဟာလူအဖွဲ့အစည်းကသတ်မှတ်ထားတဲ့အောင်မြင်မှုဆိုတဲ့တောင်ထိပ်ကိုရောက်ဖို့အသေးအလဲရုန်းကန်နေကြရပါတယ်ပိုက်ဆံပိုးရဖို့လူအထင်ကြီးခံရဖို့အတွက်ကိုယ့်ရဲ့ကြံမာရေးချစ်ရတဲ့မိသားစုနဲ့ကိုယ်ပိုင်အချိန်တွေကိုစတေးပြီးတော့ရင်းနှီးနေကြပါတယ်ဒါပေမဲ့တကယ်တမ်းအဲ့ဒီတောင်ထိပ်ကိုရောက်သွားတဲ့အခါမှာကိုတက်နေတဲ့တောင်ဟာမာရွေးနေမှန်တောင်ထိပ်ရောက်မှသိရတာလောက်စိုးရွားတဲ့အဖြစ်မျိုးမရှိပါဘူးဘဏ်အကောင့်ထဲမှာငွေတွေဘလောက်ပဲပြည့်ရှံနေပါစေကိုနားလည်ပေးမဲ့မိသားစုမရှိဘူးခန္ဓာကိုယ်ကယောဂဗျာတွေထူပေါ်နေမယ်စိတ်ထဲမှာငြိမ်းချမ်းမှုမရှိဘူးဆိုရင်တရားဆင်းရဲမွဲတည်နေတဲ့သူတယောက်နဲ့မထူးမခြားနာပါပဲငွေကြီးဆိုတာတကယ်ချမ်းသာကြွယ်ဝမှုရဲ့အစိတ်ပိုင်းသေးသေးလေးတစ်ခုသာဖြစ်နေပါတယ်ဒီနေ့ကျွန်တော်တို့လေ့လာသွားမယ်စာရေးဆရာ Robin Sharma ရဲ့ That's When Money Comes By ဆိုတဲ့စာအုပ်လေးဟာတင်လက်ခံထားတဲ့အောင်မြင်မှုဆိုတဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်အဟောင်းကြီးကိုလုံးဝရိုက်ချိုးဖြစ်ပြီးတော့လမ်းကြောင်းအသစ်တစ်ခုပေါ်ကိုပြန်လဲရေးဆွဲပေးမှာဖြစ်ပါတယ်ငွေကြီးနဲ့လုံးဝဝယ်လို့မရနိုင်တဲ့တင်ဘဝကိုအစစ်မှန်ဆုံးနဲ့အပြည့်အဝဆုံးချမ်းသာကြွယ်ဝစေမယ်ကြွယ်ဝမှုပုံစံ၈မျိုးကိုစတင်ပြီးတော့လေ့လာကြည့်ရအောင်အခန်း၁အတွင်းစိတ်ကိုပြုတ်ပြင်ပြီးတော့အပြင်လောကကိုစူမိုးခြင်းငါအခုလိုနေ့မအားညမအားရုန်းကန်နေတာတကယ်ပဲပျော်ရွှင်ဖို့အတွက်လားဆိုပြီးတော့မန်ရှစ်မှာရပြီးတော့ကိုပြန်မေးဖို့ပါလားလောကကြီးကသတ်မှတ်ထားတဲ့အောင်မြင်မှုငွေကြီးယာရုဆိုတဲ့ဗန်းတန်တွေကိုလိုက်ရှာရင်ကိုယ့်ရဲ့အတွင်းစိတ်ကအတန်ကိုနားထောင်ဖို့မေ့လျော့နေတတ်ကြပါရီတကယ်တမ်းလောကမှာအဆိုးရွားဆုံးရန်သူကအပြင်ဘက်ကနေဝင်လာတာမဟုတ်ပဲနဲ့တန့်ကောင်းနဲ့တင့်စိတ်ထဲမှာပဲရှိနေတာပါမိတ်ဆွေရဲ့အတွင်းစိတ်တွေကအကြီးမြတ်ဆုံးစွမ်းအားတွေကိုပြန်လဲနိုးထစေမယ်ပထမဆုံးခြေလမ်းကဘာများဖြစ်နေမလဲပထမဆုံးနဲ့အရေးကြီးဆုံးကြွယ်ဝမှုဖြစ်တိုးတက်မှုဆိုပြီးတော့စာရေးသူကသတ်မှတ်ထားပါတယ်အတွင်းစိတ်ကိုပြောင်းလဲခြင်းပြင်ပကဘာမှာအောင်မြင်မှုဆိုတာအတွင်းစိတ်ဓာတ်ပြုတ်ပြင်ပြောင်းလဲမှုပေါ်မှာအပြည့်အဝမူတည်နေပါတယ်ကမ္ဘာမြေပုံဘေးရီကိုအံဝင်ခွင်ကြပြအောင်ဆက်လိုက်နိုင်တဲ့ကလေးငယ်လေးတယောက်လိုပါပဲတင့်ကုန်ဒီပြည့်စုံအောင်အရင်ဆုံးတိဆောက်နိုင်မယ်ဆိုရင်တင့်ကဘာကြီးလည်းအလိုလိုဆင်ပြေသွားပါလိမ့်မယ်လွမ်းမိုးမှု၅ခုမိဘများအနီးကဆုံးလဲညွန်တုံတင်သူများပတ်ဝန်းကျင်ရှင်သာနေထိုင်ရာနယ်ပယ်နဲ့အခြေအနေနိုင်ငံနဲ့လူမျိုးဥပဒေထုံးတမ်းဆက်လာတဲ့နိုင်ငံရေးအခင်းကျင်းအသင်းအဖွဲ့များပေါင်းသင်းဆက်ဆံရာအဖွဲ့အစည်းနဲ့မိတ်ဆွေသင်္ကာဟာများမီဒီယာတည်တဲ့အချက်လက်နဲ့ဖြောပြရေးနေပယ်များဒီຢာတွေကတင့်ကိုယုံကြည်ချက်တွေကိုအတိတ်ကပုံသွင်းထားတာပါအညိုအတေးများတင့်ကိုနာကျင်အောင်လုပ်ခဲ့တဲ့သူတွေအတိတ်ကအညိုအတေးတွေကိုရင်ပတ်ထဲမှာအထလိုက်သိမ်းထားရင်တင့်ရဲ့ဖန်တီးနိုင်စွမ်းတဲ့ခွန်အားတွေကုန်ခန်းသွားပါလိမ့်မယ်တကယ်တော့တင့်ကိုနာကျင်အောင်လုပ်ခဲ့တဲ့သူတွေဟာတင့်ကိုပုံမူခိုင်မအောင်လေ့ကျင့်ပေးတဲ့လမ်းပြသူတွေသာဖြစ်ပါတယ်အဟံအတားစကလုံးအောင်မြင်ခြင်းနဲ့ဆိုရင်ကျွန်တော်စူးစမ်းကြည့်ပါမယ်ဆိုတဲ့စကားကိုလုံးဝဖျောက်ဖျက်ပစ်လိုက်ပါအဲ့ဒီစကားဟာတောင်းယူမှုကနေရှောင်လွဲခြင်းနဲ့စင်ကြယ်တစ်ခုသာဖြစ်ပါတယ်နေ့စဉ်တိုးတက်မှုကြီးမားတဲ့ပရမစ်ကြီးကိုကြောက်တုံတုံချင်းစီစိတ်ရှိရှိတိဆောက်ခဲ့ရသလိုနေ့စဉ်သိငယ်တဲ့တိုးတက်မှုလေးတွေကိုပုံမှန်ပြုလုပ်သွားခြင်းကအလွန်ကြီးမားတဲ့အောင်မြင်မှုကြီးစီကိုတေချာပေါက်ခေါ်ဆောင်သွားမှာဖြစ်ပါတယ်စာဖတ်ခြင်းနဲ့မတန်ရည်ခြင်းနေ့စဉ်စာဖတ်ခြင်းဟာမရှိမဖြစ်လိုအပ်ပြီးတော့စာဖတ်သူကသာလောကမှာအမြဲတမ်းအနိုင်ရလေရှိပါတယ်နေ့စဉ်မှတ်တမ်းဂျာနယ်လင်းရေးသားခြင်းကလည်းသင်ပန်းအတွေကိုရှင်းလင်းပြတ်သားစေပြီးတော့ကျေးဇူးတင်တတ်တဲ့စိတ်ကိုပွားများစေပါတယ်အကြောက်တရားနဲ့အခွင့်အလမ်းကြောက်ရွံ့မှုဆိုတာတကယ်တမ်းကျတော့စိတ်ကူးရင်ပုံမြင်နေတာဖြစ်ပါတယ်ကိုယ်တိုင်အပြောင်းလဲလုပ်တဲ့အခါအစပိုင်းမှာခက်ခဲတတ်တာသဘာဝဖြစ်လို့အခွင့်အလမ်းတွေကိုရက်လို့ရဲရဲကိုပြောပြီးတော့လူတွေစီကအကောင်းဆုံးကိုသာမျှော်လင့်ပြီးတော့ရှင်းသန်နေထိုင်ပါကုမ္ပဏီဝန်ထမ်းလူငယ်လေးတယောက်ဟာယာရုတို့ကိုလဆာပို့ရဖို့အမြဲတမ်းမျှော်လင့်နေတဲ့ဆိုပါစို့ဒါပေမဲ့သူဟာအလုတ်ကနေပြန်ရောက်တာနဲ့ဆိုရှယ်မီဒီယာပေါ်မှာအချိန်ဖြုံးတယ်တခြားလူတွေရဲ့အောင်မြင်မှုကိုကြည့်ပြီးတော့အားငယ်နေတယ်အခွင့်အရေးအသစ်တွေတည်တန်းသားအသစ်တွေတက်ဖို့ကြုံလာရင်စ조사ကြည့်ပါအောင်မဲဆိုတဲ့စကားနဲ့အမြဲတမ်းရှောင်ထွက်လေရှိပါတယ်အကယ်၍သူဟာအဲ့ဒီအကျင့်တွေကိုစွန့်လွန်ပြီးတော့မနေ့တိုင်းမိနစ်30လောက်စာဖတ်မယ်သူ့ကိုနောက်ပြန်ဆွဲချနေတဲ့ပတ်ဝန်းကျင်နဲ့မီဒီယာတက်ရောက်မှုတွေကိုရှော့ချပြီးတော့နေ့စဉ်ဂျာနယ်လင်းရေးမယ်ဆိုရင်တပြေးပြေးတိုးတက်ပြောင်းလဲလာမှာဖြစ်ပါတယ်အကောင်းမြင်စိတ်ကိုမွေးမြူပြီးတော့အလုပ်လုပ်တာ
အချိန်ကြာလာတာနဲ့အမျှကြီးမားတဲ့အကျိုးများတွေရရှိလာစေမှာအသေးကြပါပဲ။သင်ရဲ့နေ့စဉ်ဘဝမှာရောငါမလုံနိုင်ဘူးဆိုတဲ့ကြောက်ရွံ့မှုပုံမြင်တုတွေနဲ့ကိုလက်စားပြီးတော့တွန့်ဆုတ်တွေ့ဝေနေမိတာတွေဘယ်နှခုလောက်ရှိနေပြီလဲ။လွန်ခဲ့တဲ့9နှစ်ကလေးကစကျင်ခဲ့တဲ့အလုပ်တစ်ခုကိုအခုထိစ조사ကြည့်ပါအောင်မဲဆိုတဲ့စင်ကျင်နဲ့အချိန်ဆွဲနေမိပြီလား။ခဏလောက်ပြန်လဲစင်ကျင်ကြည့်လိုက်ပါ။ယနေ့ခေတ်ကမ္ဘာတဝန်းမှာလူတွေဟာအမြဲတမ်းအလုံးများနေမှာအောင်မြင်သူဆိုတဲ့အစိတ်အသစ်အတွေးခေါ်တစ်ခုကိုယုံကြည်လက်ခံလာကြပါရီ။တကယ်တမ်းကျတော့ကိုတီးဆောက်ခြင်းမရှိဘဲနဲ့အောင်မြင်မှုကိုနောက်ရှိပဲလိုက်နေတာ။အုံမြင့်မခိုင်တဲ့တိုက်ရင်ကြီးတအိမ်ကိုတီးဆောက်နေလို့ပါပဲ။လူတွေကဆိုရှယ်မီဒီယာပေါ်ကသူများဘဝတွေကိုအားကြိုက်နဲ့ကိုတန်မိုးထားမှုတွေကြာဆင်းလာကြပါရီ။အညို့အတေးတွေမကြေနပ်ချက်တွေကိုရင်မတဲ့ကိုသိသိထားတာကစိတ်ကြမ်းမာရေးကိုထိခိုက်စေုံသာမကစုံပြချက်ချနိုင်စွမ်းကိုပါဝါမျိုးသွားစေပါရီ။ဒါကြောင့်တိုးတက်မှုဆိုတာပြင်ပမှာအလုပ်တွေပိုလုပ်တာတဲ့ဆိုင်အတွင်းစိတ်မှာအမိုက်တွေရှင်းလင်းပြီးတော့ကိုယ့်ရဲ့အကောင်းဆုံး version ကိုနေ့စဉ်ဖော်ထုတ်နေခြင်းသာဖြစ်ပါတယ်။ဒီလိုစိတ်ပိုင်းဆိုင်ရာခိုင်မာမှုတွေနေ့စဉ်တိုးတက်မှုအလေ့ကျင့်တွေကသင်ဘဝကိုအဆင့်တန်းတစ်ခုထိမြင့်တင်ပေးနိုင်မှာအသေးကြပါပဲ။ဒါပေမဲ့ခိုင်မာတဲ့စိတ်ဓာတ်တွေရှိနေရင်လည်းသင်ရဲ့ခန္ဓာကိုယ်ကြီးကမကြာခဏဖျားနာနေမယ်။မနဲ့အိယာထတာနဲ့စွမ်းအင်တွေကုန်ခန်းပြီးတော့မောပန်းနွမ်းနေမယ်ဆိုရင်ရောသင်ရဲ့အိမ်မက်တွေကိုအဆုံးထိအကောင်နဲ့ဖော်နိုင်ပါမလား။ပိုက်ဆံတွေအများကြီးရှာနိုင်ပြီးမှစေးရုံကလေးပေါ်မှာလဲနေရရင်လေအကုန်လုံးသဲတဲ့ရည်သွန်ဖြစ်သွားမှာပါ။ဒါဆိုရင်သင်ရဲ့ခွန်အားတွေအမြဲပြည့်ဖြိုးနေဖို့နဲ့တကယ်ချမ်းသာကြွယ်ဝမှုကိုခံစားနိုင်ဖို့အတွက်ကျမ်းမာရေးကိုဘယ်လိုအကောင်းဆုံးတည်ဆောက်ကြမလဲဆိုတာကိုနောက်ခန်းမှာစာရေးသူကအသေးစိတ်ရှင်းပြပေးထားပါတယ်။အခန်းနဲ့ဝင်ငွေထက်အရေးကြီးတဲ့ခန္ဓာကိုယ်ပိုင်ဆိုင်မှုပိုက်ဆံတွေအများကြီးရှာနိုင်ဖို့အတွက်သင်ရဲ့အဖိုးတန်တဲ့အိတ်ချိန်တွေအစားအသောက်နေထိုင်မှုပုံစံတွေနဲ့အနားယူချိန်တွေကိုစည်နေရပြီလား။လူငယ်ဘဝမှာငွေရှာဖို့အတွက်ကျမ်းမာရေးကိုရင်းနှီးလိုက်ကြပြီးတော့အသက်ကြီးလာတဲ့အခါမှာတဲလောက်ကျမ်းမာရေးပြန်ကောင်းမှုတွေရှာထားသမျှငွေတွေကိုပြန်ပုံအောပြီးတော့ပေးစားနေရတဲ့တန်တရားတွေကိုကြောက်ရောက်သွားမယ်ဆိုရင်ရောသင်လက်ခံနိုင်ပါမလားကျွန်တော်တို့တွေဟာနေမနာညမအေးအလုတ်လုံးနေရဲ့ယဉ်ကျေးမှုကြီးတွေမှာမျောပါရင်နဲ့တကယ်အဖိုးတန်ဆုံးယတနာဖြစ်တဲ့ကိုတွင်းအင်္ဂါတွေနဲ့စိတ်ကျမ်းမာရေးကိုမေ့လျော့နေတတ်ကြပါတယ်ဘဏ်အကောင့်ထဲမှာဒေါ်လာသန်းချီရှိနေပြီမဲ့စီးရုံကလေးပေါ်မှာပိုက်တန်းလန်းနဲ့လဲနေရရင်အဲ့ဒီအောင်မြင်မှုကဘာအတိတ်ပဲမှရှိတော့မှာမဟုတ်ပါဘူးသင်ဘဝကိုအစစ်မှန်ဆုံးချမ်းသာကြွယ်ဝစေမယ်ကျမ်းမာရေးဆိုတဲ့ရင်းနှီးမြှုပ်နှံမှုကိုဘယ်လိုစတင်ရမလဲကိုစိတ်နှလုံးနဲ့နံပိုင်းဆိုင်ရာ၄ပါးစလုံးကျမ်းမာနေမှာသာတကယ်ချမ်းသာမှုကိုရရှိနိုင်မယ်လို့စာရေးသူကအခိုင်အမာဆိုထားပါတယ်ကျွန်တော်တို့ရဲ့မျိုးရိုးဗီဇဆိုတာပြောင်းလဲလို့မရတဲ့ကံကြမ္မာမဟုတ်ဘဲနဲ့ကိုယ့်ရဲ့နေထိုင်စားသောက်မှုပုံစံနဲ့ပတ်ဝန်းကျင်ကသာဗီဇကိုအသက်သွင်းပေးတာဖြစ်တယ်လို့ဆိုထားပါတယ်ဒါကြောင့်သက်တမ်းရှည်ပြီးတော့အကောင်းဆုံးကျမ်းမာရေးကိုရရှိဖို့အောက်ဖို့ပြပါအတိကလေ့ကျင့်တွေကိုကျင့်သုံးရပါမယ်ခန္ဓာကိုယ်ကျန်းမာရေးချွေးထွေးအောင်လေ့ကျင့်ကံပုံမှန်လုပ်ဖို့လိုအပ်တယ်လို့အစားအစာကိုလည်းစေဝါတစ်ခွက်လိုသဘောထားပြီးတော့စားသုံးရပါမယ်။ဒါကြောင့်ခန္ဓာကိုယ်အတွက်အစိတ်ဖြစ်တာကြောင့်ရက်30လောက်လုံးဝဖြတ်တောက်ကြည့်ဖို့စာရေးသူကအကြံပြုထားပါတယ်။တပတ်ကိုတရက်ခန့်တနတ်တည်းစားတော့ခြင်းဟာဆဲတွေကိုပြုတ်ပြင်ပေးပြီးတော့အိုမင်းရည်ရွယ်မှုကိုတားဆီးပေးပါတယ်။ဒါအပြင်အိတ်ဆက်ခြင်းကို professional တယောက်လိုအလေးနဲ့ထားပြီးတော့ညရှိနိုင်နောက်ပိုင်းဖုံးသုံးတာကိုရှောင်ခြင်းကအုံနောက်ထဲကအစိတ်တောက်တွေကိုဖယ်ရှားရပါမယ်။ရေချိုးခြင်းကလည်းခန္ဓာကိုယ်ရဲ့ခုခံအားစနစ်ကိုနိုးဆွပေးပြီးတော့ဒိုပါမင်းဟော်မုန်းကို150ရာခိုင်နှုန်းထိတိုးလာစေပါတယ်။စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကျွန်တော်တို့အုံနောက်ရဲ့အစိုးမြင့်တတ်တဲ့သဘာဝကိုပြောင်းလဲပစ်ဖို့လိုပါတယ်။လက်ရှိအခြေအနေနဲ့ပိုဆိုးသွားနိုင်သေးတယ်လို့တွေးကြည့်ခြင်းလက်ရှိဘဝကိုကျေးဇူးတင်ခြင်းကိုအားပေးစကားပြောခြင်းနဲ့သူတစ်ပါးကိုကူညီခြင်းစတဲ့နည်းလမ်းတွေနဲ့စိတ်ကိုကာကွယ်ရပါမယ်။ဆိုရှယ်မီဒီယာတွေကနေရတဲ့ယာယီသက်သာမှုတွေကိုရှောင်ရှားဖို့ဒိုပါမင်းဖြတ်တောက်တဲ့အလေ့ကျင့်လုပ်ရပါမယ်။ရင်မောခြင်းဟာအောက်ဆီတိုစင်နဲ့ဆီရိုတိုနီလိုဟော်မုန်းတွေကိုထွက်စေလို့အသက်ရှည်ဖို့အတွက်နေ့စဉ်ပို့ပြီးတော့ရင်မောသင့်ပါတယ်။နံပိုင်းဆိုင်ရာကျန်းမာရေးတစ်ပင်တွေရှိတဲ့သဘာဝတရားတွေမှာလမ်းလျှောက်ခြင်းဟာသွေးပေါင်ခြင်းနဲ့စိတ်ဖိစီးမှုကိုတိတိတသာကျဆင်းစေပါတယ်။မနေ့ကင်းနေ့ရောင်ကြီးခံခြင်းအချိန်9မိနစ်လောက်ပဲဖြစ်ဖြစ်တရားထိုင်ခြင်းနဲ့ဆာမူရိုင်းတွေလိုဝမ်မိုက်ကနေအသက်ရှူခြင်းတို့ကိုပြုလုပ်ရပါမယ်။အထီးကျန်တိတ်ရှိစွာနေထိုင်ခြင်းကိုအပြစ်တစ်ခုလို့မမြင်ပဲနဲ့ကျန်းမာရေးနီလန်တစ်ခုအနေနဲ့အသုံးပြုဖို့စာရေးသူကတိုက်တွန်းထားပါတယ်။ Digital နယ်ပယ်မှာအလုပ်လုပ်နေတဲ့ content creator ဒါမှမဟုတ်ခေလူငယ်ရုံးဝန်ထမ်းတယောက်ကိုမြင်အောင်ကြည့်ပါ။သူကညနေတဲ့အထိကွန်ပျူတာရှစ်ထိုင်အလုပ်လုပ်မယ်။အိပ်ရေးမဝပဲနဲ့မနေ့ခင်းကိုစတင်ရတယ်။အလုပ်လုပ်ရင်းနဲ့စွမ်းအင်ရအောင်ဆိုပြီးတော့တကြားအများကြီးပါတဲ့ coffee ချိုချိုတွေခွန်အားပြည့်အချွေတွေတစ်ခွက်ပြီးတစ်ခွက်တောင်းမယ်။နည်းနည်းလေးအားရနဲ့ဖုန်းထုတ်ပြီးတော့ Facebook ပေါ်က like တွေ comment တွေကို like ကြည့်နေယာယီပျော်ရွှင်မှုကိုရှာဖွေနေမယ်။ဒီလိုပုံစံနဲ့သာဆက်သွားနေအသက်30ကျော်40အရွယ်မှာတင်စီးကျူသွေးတိုးတွေဝင်လာပြီးတော့ရှာထားသမျှပိုက်ဆံတွေအကုန်လုံးစေးရုံစည်းဖြစ်သွားမှသိကြပါပဲ
ဥပမာမနဲ့အိယာထတာနဲ့ဖုံးမကင်သေးပဲနဲ့အိမ်ရှိချံဝန်းနဲ့ဒါမှမဟုတ်လမ်းထိပ်ကတစ်ပင်လေးတွေကြားမှာ15မိနစ်လောက်လမ်းလျှောက်မယ်မနဲ့ခင်းနှစ်ယောက်ကြီးခင်နဲ့ရင်မတွေကနေအသက်ဝဝရှူမယ်တကြားပါတဲ့အချိုးရည်တွေအစားရေများများတောက်မယ်တပတ်မှာတရက်လောက်ဖုန်းနဲ့အင်တာနက်ကိုလုံးဝပိတ်ထားပြီးတော့တဘာဝတရားနဲ့နေထိုင်မယ်ညပဲဆိုရင်ဖန်သားပြင်တွေကိုရှောင်ပြီးတော့ရေအေးအေးလေးချိုးပြီးမှအိပ်ရဝင်မယ်ဒီလိုသင်းငယ်ပေမဲ့အစွမ်းထက်တဲ့အပြောင်းလေးတွေကတင့်ကိုငွေနဲ့ဝယ်လို့မရတဲ့စိတ်ကြည်လင်မှုတီတွင်ဖန်တီးနိုင်စွမ်းနဲ့တက်တန်းရှည်ခြင်းဆိုတဲ့ကြွယ်ဝမှုတွေကိုသေချာပေါက်ပေးစွမ်းနိုင်မှာပါတင့်ရဲ့နေ့စဉ်ဘဝမှာရောဆိုရှယ်မီဒီယာပေါ်ကပွဲတွေ follower တွေနောက်လိုက်နေကိုယ့်ရဲ့အိုးတော်ကိုအစိတ်သင့်စေတဲ့ဒီဒိုပါမိုင်းနဲ့အလွန်ကျွံထွက်အောင်လုပ်နေမိပြီလားကိုယ်ခန္ဓာကိုယ်ကြီးကအနာတောင်းနေရကိုလစ်လျူရှူပြီးတော့ငွေနောက်ကိုကြီးပဲအသေးလဲပြေးလိုက်နေမိပြီလားဆိုတာကိုခဏလောက်ပြန်လဲသုံးသပ်ကြည့်သင့်ပါတယ်ယနေ့ခေတ်ကဘာကြီးမှာစီဝိုင်းစနစ်ကကျွန်တော်တို့ကိုအမြဲတမ်းအလုပ်လုပ်နေမှတန်မိုးရှိတယ်ဆိုတဲ့အသည့်ကိုရိုက်သွင်းထားပါတယ်ဒါအပြင်အစားအသောက်ကုမ္ပဏီတွေကတခြားကိုအလွန်ကျွံသုံးဆွဲလာတယ်လို့ဤပညာကုမ္ပဏီတွေကလည်းကျွန်တော်တို့ရဲ့အာယုံစိုက်မှုကိုခိုးယူဖို့ဒိုပါမင်းထွက်စီမဲ့အယ်ဂိုရတန်တွေနဲ့ထောင်ချောက်ဆင်ထားကြပါတယ်အဲ့လိုခေတ်ဆိုးကြီးတဲ့မှာကျမရေးကိုဂယူဆိုင်ခြင်းဆိုတာယောဂမဖြစ်အောင်နေတာတတ်တဲ့မဟုတ်တော့ဘဲနဲ့ကိုယ့်ရဲ့စွန့်အင်းနဲ့အသိဉာဏ်ကိုစနစ်တကျကာကွယ်ဆောက်ရှောက်တဲ့တော်လှန်ရေးတရားဖြစ်လာပါတယ်ကိုယ်စိတ်နှလုံးနဲ့နာမိုင်းဆိုင်ရာ၄ပါးစလုံးကိုကျမ်းမာအောင်တိစောက်ထားသူဟာတာမန်လူတွေတဲ့အသက်ပိုရှည်ုံသာမကပဲရရှိလာမဲ့အချိန်ပိုတွေထဲမှာပုံမကြီးမားတဲ့ဩဇာလွှမ်းမိုးမှုနဲ့ကျွယ်ဝချမ်းသာမှုတွေကိုတိစောက်နိုင်စွမ်းရရှိသွားမှာပဲဖြစ်ပါတယ်ခန္ဓာကိုယ်ကျန်းမာရေးနဲ့စိတ်ကျန်းမာရေးကိုအကောင်းဆုံးတိစောက်ပြီးပြီပဲထားပါတော့တဲ့မှာတက်ကြွတဲ့ခွန်အားတွေအပြည့်ရှိနေပြီဒါပေမဲ့သင်အောင်မြင်တဲ့အချိန်မှာအောင်ပွဲကိုအတူတူဆင်နွှဲမဲ့မိသားစုမရှိဘူးပင်မလာတဲ့အခါမှာရင်ခွင်ထဲမှာခေါင်းအပ်ပြီးတော့ပုံပွင့်လင်းလင်းတိုင်ပင်လို့ရမယ်နားလည်ပေးနေနေအိမ်တော်ပဲဘဝလက်တွဲပုံမရှိဘူးဆိုရင်ရောအဲ့ဒီဘဝက၆ကပ်ပြီးတော့အထီးကျန်ဆန်လုံးနေမှာပဲဖြစ်ပါတယ်လောကမှာဒေါ်လာသန်းချီတန်တဲ့အောင်မြင်မှုတွေချစ်ရသူတွေနဲ့နှွေးထွေးမှုကဘာလို့ပို့ပြီးတော့အရေးကြီးနေတာလဲချစ်ရသူတွေနဲ့ခိုင်မာတဲ့ဆက်ဆံရေးကိုဘယ်လိုတည်ဆောက်အောင်လဲဆိုတာကိုစိုင်းသူကနောက်အခန်းမှာအသေးစိတ်ရှင်းပြထားပါတယ်အခန်း3အထီးကျန်ခြင်းငရဲမှာလွတ်မြောက်စေမယ်နှွေးထွေးသောအင်္ဂီယာတင်ဘလောက်ပဲအောင်မြင်နေပါစေပတ်စံတွေဘလောက်ပဲပုံအောပြီးတော့တင့်ဘန်အကောင့်ထဲမှာဝင်နေပါစေတင်ပင်မနှွှမ်းနေလာတဲ့အခါမှာဒါမှမဟုတ်ဖျားနာနေတဲ့အခါမှာအဲ့ဒီငွေဆက်ကူတွေကတင့်ကိုနွေးနွေးထွေးထွေးဖက်ထားပေးနိုင်မှာမလားလောကမှာအဆိုးရွားဆုံးစင်ရဲမွဲတွေ့မှုဆိုတာပတ်စံမရှိလို့မဟုတ်ပဲနဲ့ကိုယ့်အောင်မြင်မှုတွေကိုအတူတူမျှဝေခံစားပြီးမဲ့ချစ်ရတဲ့မိသားစုနားလည်ပေးနိုင်တဲ့တငယ်ချင်းတွေမရှိပဲနဲ့အထီးကျန်နေတာကအဆိုးရွားဆုံးစင်ရဲမှုတစ်ခုဖြစ်နေပါတယ်ကျွန်တော်တို့ဘဝကိုအစစ်မှန်ဆုံးနှွေးထွေးမှုတွေပေးမဲ့တတိယမြောက်ချမ်းသာကြွယ်ဝမှုအကြောင်းကိုဆက်လက်ပြီးတော့လေ့လာကြည့်လိုက်အောင်တတိယမြောက်ချမ်းသာကြွယ်ဝမှုဖြင့်မိသားစုဖြစ်တယ်လို့စာရေးသူကအတိအလင်းအတိတ်ပဲဖွင့်ဆိုထားပါတယ်မေတ္တာပံကငွေကြီးတွေဘလောက်ပဲချမ်းသာနေပါစေကိုယ်ဘဝမှာအရေးကြီးဆုံးလူတွေနဲ့ဆက်ဆံရေးမှာဆင်းရဲမွဲတေနေအဲ့ဒါတကယ်ချမ်းသာမှုမဟုတ်ပါဘူးမိသားစုနဲ့ချစ်ရသူတွေကြားမှာမေတ္တာပံအကောင့်တစ်ခုဖွင့်ထားပြီးတော့နေ့စဉ်သိငယ်တဲ့ကျူးဆိုင်မှုလေးတွေကျင်နာမှုလေးတွေနဲ့ရင်းနှီးမြုပ်နှံပါချစ်ခင်ရတဲ့မျက်လုံးပြည့်ကြည့်ရှုခြင်းသူတို့အရေးကြီးတယ်လို့ထင်ရတဲ့အရာကိုကိုယ်တိုင်လည်းအရေးကြီးတယ်လို့သဘောထားပြီးရတယ်စိတ်ဓာတ်မျိုးကိုကျင့်သုံးပါအညိုအတေးများကင်းစင်ခြင်းဘဝမှာအညိုအတေးတွေကိုလုံးဝမသိထားပါနဲ့အနည်း90လောက်စကားမပြောခဲ့တဲ့ညီကိုနှစ်ယောက်တည်းကတယောက်သေကာနီးမှာနောင်တရပြီးတော့ပြန်လဲခွင့်လို့ချစ်ခင်သွားကြတဲ့ဖြစ်ရမျိုးအချိန်နှောင်းမှာနောင်တမရပါစေနဲ့အိမ်တော်ရဲ့ရွေးချယ်မှုဟာတင့်ပျော်ရွှင်မှုရဲ့90%ကိုဆုံးဖြတ်ပေးတယ်မလို့ဒီလူနဲ့အချိန်1000လောက်ညစာအတူတူစားဖို့စိတ်ကူးကြည့်လို့ရရဲ့လားဆိုတာကိုကိုပြန်မေးပါစန့်ကျင်မဲ့ဖြစ်တည်မှုတွေကဆွဲဆောင်မှုရှိတဲ့ဆိုတာထက်တူညီတဲ့တန်ဖိုးထားမှုတွေရှိတဲ့သူတွေနဲ့သာပို့ပြီးတော့ရေရှည်သားရတယ်မှာတယ်ပြီးပြည့်စုံသောအခိုက်အတန့်များဖန်တီးခြင်းသားသမီးတွေဆိုတာအယမ်းမြန်မြန်ကြီးပြင်းသွားတတ်တာကြောင့်သူတို့လေးတွေအနားမှာရှိနေတော့အချိန်များပေးပါအုံနောက်ကင်ဆာကြောင့်နေထိုင်ရဖို့ရက်90ပဲကျင်းတော့တယ်ကဘာကျော်စီကိုယူခြင်းအိုဂယ်လီလိုမျိုးအချိန်ကောင်းကိုစောင့်နေပဲနဲ့ကိုချစ်ရတဲ့သူတွေနဲ့ပြီးပြည့်စုံတဲ့အခိုက်အတန့်လေးတွေကိုအခုတည်းကဖန်တီးကြပါစစ်မှန်သောဆက်ဆံရေးတရရောက်တဲ့စကားပြောတဲ့အခါမှာဖုံလုံးဝမကြည့်ပဲနဲ့သေချာနားထောင်ပေးခြင်းကအကောင်းဆုံးဆက်ဆံရေးကိုတိစောက်ပေးပြီးတော့ပွေ့ဖက်ခြင်းကလည်းကျမ်းမာရေးနဲ့ပျော်ရွှင်မှုကိုတိုးပွားစေပါတယ်ပေးကမ်းတဲ့အခါမှာပြန်ရဖို့မမျှော်လင့်ပါနဲ့
မျော်လင့်ချက်နဲ့ပေးတာလက်ဆောင်မဟုတ်ပဲနဲ့အပေးအယူသာဖြစ်ပါတယ်ကုမ္ပဏီတစ်ခုမှာအလုပ်အရမ်းများတဲ့မန်နေဂျာတယောက်ကိုမြင်အောင်ကြည့်ပါသူကအိမ်ပြန်ရောက်တာနဲ့ပင်မလို့ဆိုပြီးတော့ဆိုရှယ်မီဒီယာတွေပို့ဂိမ်းတွေဆော့ပြီးတော့အနားယူလေးရှိပါတယ်အိမ်တော်ဘက်ကရုံးကအကြောင်းတွေကလေးကကျောင်းကအကြောင်းတွေလာပြောရင်လေဖုန်းကနေမျက်လုံးမခွာပဲနဲ့ဟုတ်လားဆိုပြီးတော့ပြီးစလွယ်တုတ်ပြန်တတ်ပါတယ်ဒီလိုနဲ့အချိန်ကြာလာတဲ့မြမိသားစုကြားမှာနေရန်တစ်ခုချားလာပါတော့အကယ်၍အဲ့ဒီမန်နေဂျာအိမ်ရောက်တာနဲ့ဖုန်းကိုဘီးချထားမယ်အိမ်တော်ဘက်ရဲ့စကားကိုမျက်လုံးချင်းစုံပြီးတော့တေချာနားထောင်ဝေးမယ်ကလေးကိုအိပ်ရဝင်ပုံမြင်လေးဖတ်ပြမယ်ဆိုရင်ဒါငွေတစ်ပြားမှမကုန်ဘဲနဲ့ကြီးမားတဲ့မြစ်တာဘဏ်အကောင့်တွေကိုရင်းနှီးမြှုပ်နှံလိုက်တာပဲဖြစ်ပါတယ်။ပိရက်တွေမှာလည်းအဝေးကြီးကိုသွားကြမလို့ပဲနဲ့အင်ရှိရဲ့ဝေယနာမှာမိသားစုနဲ့အတူတူထိုင်ပြီးတော့လက်ဖက်ရည်တောက်နေတဲ့စကားပြောတာမျိုးကပြီးပြည့်စုံတဲ့အခိုက်အတန့်လေးတွေကိုအကောင်းဆုံးဖန်တီးလိုက်တာပဲဖြစ်ပါတယ်။သင်ပေါ်မှာလေထဲကအောက်ဆီဂျင်လိုသဘောထားပြီးတော့တန်မိုးမထားမိတဲ့ချီရသူတွေရှိနေပြီလား။ဒါမှမဟုတ်အသေးဖွဲကိစ္စလေးတွေနဲ့စကားမပြောဘဲနဲ့အညိုးထားနေမိတဲ့ဆွေမျိုးမိတ်ဆွေတငယ်ချင်းမျိုးရှိနေပြီလား။မနေ့ပြန်ဆိုတဲ့အချိန်ဟာဘသူအတွက်မှအာမခံချက်မရှိတာကြောင့်အခုပဲသစ်ဆက်ကိုပြောင်းလဲပြင်ဆင်လိုက်ပါယနေ့ခေတ်နည်းပညာတွေကကျွန်တော်တို့ကိုအွန်လိုင်းမှာလူထောင်ပေါင်းများစွာနဲ့ချိတ်ဆက်ပေးထားပေမယ့်လက်တွေ့ဘက်မှာတော့ဘေးကျင်းကထိုင်နေတဲ့မိသားစုဝင်ချင်းချင်းတော့စကားမပြောပြကြလောက်အောင်အထီးကျလာစေပါတယ်လူ့ဘဝကြီးကရုပ်ဝတ္ထုပိုင်ဆိုင်မှုကိုပဲအရန်အသားပေးလာတဲ့အတွက်လူတွေကမြတ်တာတရားကိုငွေကြေးနဲ့အစားထိုးဖို့ကြိုးစားလာကြပါတယ်ကလေးတွေကိုအချိန်ပေးမယ်စားဈေးကြီးတဲ့အယုတ်တွေဝယ်ပေးတာမျိုးပေါ့တကယ်တော့လူသားတွေရဲ့အလိုအဆုံကငါ့ကိုဂရုစိုက်တဲ့သူရှိရဲ့ငါ့ကိုနားလည်ပေးတဲ့လူရှိတဲ့ဆိုတဲ့ခံစားချက်ပါပဲအဲ့လိုလိုအပ်ချက်ကိုငွေကြေးဘလောက်ပဲဖြစ်ဖြစ်ဝယ်ယူလို့မရပါဘူးခိုင်မာတဲ့မိသားစုတဲ့ဆက်ဆံရေးရှိတဲ့သူတွေဟာစိတ်ဖိစီးမှုတိုင်ကိုပူပြီးတော့ခံနိုင်ရှိပြီးတော့ဘဝရဲ့အခက်အခဲတွေကိုပုံမလွယ်ကူစွာကြော်ဖြတ်နိုင်ကြပါတယ်ဒီလိုချရတဲ့မိသားစုနှွေးထွေးတဲ့အတိုင်းဝိုင်းရှိနေတာကသက်ဘဝအတွက်လုံခြုံတဲ့ခံရတဲ့တစ်ခုဖြစ်စေတဲ့အမှန်ပါပဲဒါပေမဲ့တည့်ရဲ့ဒီနေ့တာအချိန်များဆုံးကိုကုန်ဆိုးရမယ့်အလုပ်ခွင်မှာတင်ဟာစရုပ်တရုပ်လိုခံစားနေရမယ်တင်လုံနေရလောက်ကတင့်ကိုပျော်ရွှင်မှုမပေးဘူးဆိုရင်အဲ့ဒီဘဝတကယ်ကိုအတိတ်ပဲရှိတဲ့ဘဝလို့ခေါ်ဆိုနိုင်ပါမလားကိုယ့်ရဲ့အသက်မွေးဝမ်းကြောင်းအလုပ်ကိုရိုးရိုးအလုပ်တစ်ခုကနေတန်ဖိုးမဖြတ်နိုင်တဲ့အမှုပညာလက်ရတစ်ခုအဖြစ်ဘယ်လိုပြောင်းလဲပြစ်မလဲဆိုတာကိုနောက်အခန်းမှာစာရေးသူကအချက်ချလက်ချရှင်းပြပေးထားပါတယ်အခန်း၄အလုပ်ကိုဘဝရည်ရွယ်ချက်တစ်ခုအဖြစ်ခံယူသောအလေ့ကျင့်မနေ့တိုင်အိယာကနိုးလာတဲ့အခါမှာရုံသွားမဲ့ကိစ္စကိုတွေးပြီးတော့သပြင်းချဖို့ပါလားအလုပ်ဆိုတာလကုန်ရင်လစားရဖို့အိမ်ငါးကတွေပေးနိုင်ဖို့လုပ်နေရတာပဲလေဆိုပြီးတော့ကိုဖြေသိမ့်နေရတဲ့အခိုက်အတန့်မျိုးတွေနဲ့ရင်ဆိုင်ကြုံတွေ့နေရပြီလားလောကကြီးမှာကျွန်တော်တို့ကနေ့စဉ်နိုးကြနေတဲ့အချိန်များစုကိုလုပ်ငန်းခွင်မှာပဲကုန်ဆုံးကြရပါတယ်အဲ့လိုတန်ဖိုးရှိတဲ့အချိန်တွေကိုငွေရှာဖို့တက်တဲ့စိတ်ရုပ်လိုအလုပ်လုပ်နေရရင်တင့်ရဲ့ဖန်တီးနေစွမ်းတက်ကြွမှုနဲ့ပျော်ရွှင်မှုတွေတဖြည်းဖြည်းသိဆုံးသွားမှသိကြပါပဲမိတ်ဆွေရဲ့ပုံမှန်အသက်မွေးကြောင်းအလုပ်ကနေတင်းရဲ့ဝိညာဉ်ကိုနိုးကြစေမယ်လောကကြီးကိုအကျိုးပြုမယ်အမှုပညာလက်ရတစ်ခုပြဘလို့ပြောင်းလဲပြစ်မလဲဆိုတာအတူတူလေ့လာကြည့်အောင်သတို့သားမြောက်ချမ်းသာကြွယ်ဝမှုဖြင့်လုပ်ငန်းဝင်ကျွမ်းကျင်မှုကိုစိုင်းသူကရွေးချယ်ထားပါတယ်အလုပ်ကိုအမှုပညာတစ်ခုပြဖန်တီးခြင်းအလုပ်ကိုငွေရှာဖို့တက်တက်လို့မမြင်ပဲနဲ့ကိုယ့်ရဲ့အရေးချင်းတွေကိုဖော်ထုတ်ပြီးမယ်တခြားသူတွေကိုအကျိုးပြုမယ်ကိုယ်ပိုင်အမှုပညာလက်ရတစ်ခုအဖြစ်သဘောထားရပါမယ်ကိုယ့်ရဲ့အကောင်းဆုံးကြိုးစားအားထုတ်မှုတွေကိုဘယ်သူမှမမြင်တော့ကိုယ့်အလုပ်ကိုအကောင်းဆုံးဖြစ်အောင်ကြိုးစားတည်ဆောက်ပါအောင်မြင်သူတွေရဲ့လုပ်ဝက်ဖော်မြူလာကျွမ်းကျင်မှုဆိုတာကြိုးတက်မှုလေ့ကျင့်မှုဆရာသမားများနဲ့ပေါင်းသင်းဆက်ဆံရေးတို့ကိုအခြေခံပြီးတော့ခံနိုင်ရှိမှုရေရှည်ရည်တည်မှုတို့အပေါ်မှာတည်ဆောက်ရတာဖြစ်ပါတယ်။ဘယ်ရမစို့ကိုယ်တိုင်အပြည့်အဝတာဝန်ယူတဲ့စိတ်ရှိမှသာအောင်မြင်နိုင်မှာဖြစ်ပါတယ်။အကောင်းဆုံးအစမျိုးကြီးလောကကြီးကိုမြင်သက်သွားစီမဲ့ကိုယ့်ရဲ့အကောင်းဆုံးလက်ရတစ်ခုဖြစ်ကိုအာယုံစိုက်ဖန်တီးပါပထမဆုံးအကျန်းတဲ့တွေဟာအမြဲတမ်းဆိုးရွားနေတယ်လို့အပြည့်အနာဆောင်တွေကိုမကြောက်ဘဲနဲ့ရဲရဲကိုစတင်လိုက်ပါကိုပိုင်ဟန်နဲ့စင်ဆက်မပြသိယူခြင်းကိုယ့်ရဲ့ idol တွေကိုလိုက်တူးပတ်နေမဲ့စားကိုပိုင်ဟန်နဲ့ဖန်တီးပါနေ့စဉ်စားဖခြင်းဖြင့်ဘ ഹു တုတကိုမြင့်တင်ပြီးတော့ဘလောက်ပဲကျွမ်းကျင်နေပါစေအမြဲတမ်းသိယူသူတယောက်လိုနှိမ့်ချစွာသိယူပါရှောင်ကျဉ်ရမယ့်အရာများနဲ့နေ့စဉ်အောင်မြင်မှုမလုံးတဲ့အရာတွေကိုချရေးထားတဲ့စည်ရင်းတစ်ခုကိုလှုပ်ဆောင်ပြီးတော့ social media ပို့တာသူများနဲ့နိုင်ရှင်တာစတဲ့ရှုပ်ထွေးမှုတွေကိုရှော့ချပါအလုံးဝနေ့စဉ်သိငယ်တဲ့အောင်မြင်မှု၅ခုကိုပုံမှန်ပြုလုပ်သွားပါစက္ကန့်60တွင်အကောင့်တွေဖော်တဲ့စီးမြင့်ကိုတုံးပြီးတော့အချိန်ဆွဲတာကိုတားစီပါဘဝနဲ့အလုံးမြတ်တာမှုမောင်ဝင်ကပွဲပေါ်မှာနန္ဒမင်းလေးကို
တတ်ရတင်ပေးလိုက်တယ်လို့မျိုးကို့အလုပ်ရဲ့သိငယ်တဲ့အစိတ်ပိုင်းလေးတွေကိုတော့အနုစိတ်ဖန်နေပါဒါပေမဲ့အလုပ်ဆိုတာဘဝတစ်ခုလုံးမဟုတ်ပါဘူးအလုပ်ချိန်တွေပြီးသွားတဲ့အခါမှာကို့မိသားစုကို့ဝါသနာတွေနဲ့အတူအတိတ်ပဲရှိတဲ့ဘဝလေးတစ်ခုကိုတည်ဆောက်ဖို့မမေ့ပါနဲ့ရုံးမှာနေ့စဉ်စင်းစရာတွေ report တွေလုပ်နေရတဲ့ကုမ္ပဏီဝန်ထမ်းတယောက်ကိုမြင်အောင်ကြည့်ပါလူအများစုကတော့အချိန်တိုင်းပြီးရောဆိုပြီးတော့စည်ရင်းတွေကိုပြီးစလွယ်လုပ်ပြီးတော့ပို့လိုက်ကြမှာပါပဲဒါပေမဲ့သူကတော့ဒီစောင်းတွေကသဘောတရားအတိုင်းသူ့လုပ်ကိုအမှုပညာလက်ရတစ်ခုလို့သဘောထားလိုက်တယ်ဘယ်သူမှတတိထားမိမှာမဟုတ်ပါဘူးဆိုတဲ့အတွေးကိုဖျောက်ပြီးတော့သူပို့မဲ့ report တွေကိုရှင်းလင်းလှပတဲ့ဒီဇိုင်းတွေကိုသုံးမယ်အချက်လက်တွေကိုအလွယ်တကူဖတ်လို့ရအောင်စီစဉ်မယ်စလုံးပေါင်းအမားရွေးမရှိအောင်သေချာစစ်ဆေးမယ်အပြင်ကတငယ်ချင်းတွေလက်ဖက်ရည်ဆိုင်ထိုင်နေခြင်းမှာသူအလုံးနဲ့ပတ်သက်တဲ့ skill တွေကိုနေ့စဉ်နိုင်ရွယ်လောက်အမြဲတမ်းလေ့လာနေမယ်ဒီလိုအသေးစိတ်ကြိုးဆိုင်မှုနဲ့နေ့စဉ်တိုးတက်အောင်ကြိုးစားနေတဲ့သူရဲ့အမှုပညာလက်ရာတွေဟာအချိန်ကြာလာတဲ့အမျှအထက်လူကြီးတွေလှုပ်ဖို့ကင်မဲ့တွေကတတိထားမိလာပြီးတော့သူ့ရဲ့တန်မိုးကလည်းအလိုလိုမြင့်တက်လာပါသိကြပါရဲ့အကယ်၍များသင့်မှာသုံးမကုန်တဲ့ပိုက်ဆံတွေအများကြီးရှိနေပြီအလုပ်လုပ်ဆရာမလိုတော့ဘူးဆိုရင်အခုလက်ရှိလုပ်နေတဲ့အလုပ်ကိုသင်ဆက်လုပ်နေဦးမှာလားအဖြေကနိုးဆိုရင်သင်ဟာအလုပ်ကိုဘဝရဲ့ရည်ရွယ်ချက်တစ်ခုအနေနဲ့မဟုတ်ဘဲနဲ့လစာရဖို့တက်တက်သာအတင်းအကျပ်လုပ်နေရတာမျိုးဖြစ်နေပါလိမ့်မယ်စီးပွားရေးစနစ်ကြီးကကျွန်တော်တို့ကိုငွေရှာတဲ့ဆက်ရန်တရားကြီးရဲ့ခွေးသားစိတ်လေးတွေလိုသဘောထားလာပါတယ်ဒါကြောင့်ပဲလူတွေဟာတနင်္လာနေ့ရောက်တော့လည်းစိတ်ညစ်ပြီးတော့တောက်ချနေညနေရောက်ပါမယ် TGIS ဆိုပြီးတော့သက်ရှူချော်လာကြပါတော့ဟိုးရင်ခေတ်တွေကဗပုစရာပကြီးစရာလက်သမားဆရာတွေဟာသူတို့ရဲ့လက်ရတစ်ခုထွက်လာဖို့အတွက်ချစ်ချင်းတရားတွေစိတ်ဝိညာဉ်တွေထည့်ပြီးတော့ဂုဏ်ယူစွာဖန်တီးခဲ့ကြပါတယ်အခုခေတ်မှာတော့အဲ့လိုအမှုပညာရှင်စိတ်ဓာတ်မျိုးတွေပျောက်ဆုံးလာကြပါတယ်ကျွန်တော်တို့ရဲ့အလုပ်ကိုငွေကြီးနဲ့ပဲတိုင်းတာမယ်စားလောကကြီးကိုဘယ်လောက်အကျိုးပြုနိုင်လဲကိုယ့်ရဲ့ပင်ကိုဆွဲနေကိုဘယ်လောက်ထိထုတ်ဖော်နေတယ်လဲဆိုရင်ကိုယ်ပိုင်အမှုပညာလက်ရတစ်ခုပြပြောင်းလဲလိုက်ခြင်းကသာဒီစက်ရုပ်ဆန်တဲ့ခစ်ကြီးထဲမှာစိတ်ဓာတ်ခွန်အားအပြည့်နဲ့ရှင်းသန်နိုင်မယ်တခုတည်းတော့ထွက်ပေါက်ဖြစ်နေပါတယ်။တင်းရဲ့အလုပ်ကိုအမှုပညာတစ်ခုလိုချက်မြတ်လို့ပြီးတော့အကောင်းဆုံးဖန်တီးသွားနိုင်ပြီဆိုရင်တဘာဝရလာအနေနဲ့တင်းစီကိုအလိုလိုရောက်လာမယ့်အရာတစ်ခုရှိပါတယ်။အဲ့ဒါကတော့ငွေကြီးချမ်းသာမှုပါပဲ။ဒါပေမဲ့ပတ်စံတွေဝင်လာတဲ့အခါမှာအဲ့ဒီငွေကြီးကတင်းကိုလွတ်လပ်မှုပြီးမြင်စားတင်းကိုပြန်လဲချုပ်ကင်သွားတဲ့အရှင်သခင်တယောက်ဖြစ်မသွားအောင်ဘယ်လိုထိန်းချုပ်အောင်လဲ။ငွေကိုလွတ်လပ်စွာရှင်းသန်နိုင်မှုအတွက်လောင်စာတစ်ခုအနေနဲ့သာဘယ်လိုသုံးချမလဲဆိုတာကိုဆက်လက်လေ့လာသွားရမှာပဲဖြစ်ပါတယ်။အခန်း9ဘဝကိုစိတ်ကြိုက်ချဲလင်းနိုင်ဖို့ငွေကြီးအသိဉာဏ်ငွေဆိုတာမကောင်းဆိုးရရဲ့အရေးမြစ်ပဲလို့လူတွေကသတ်မှတ်ထားကြပါတယ်။ဒါပေမဲ့တကယ်တမ်းလစဉ်ငွေကြီးကျက်တဲနေတဲ့အခါမှာကိုချရတဲ့မိသားစုနေမကောင်းဖြစ်လို့စေဘူးဝါကမတက်နိုင်တဲ့အခါမှာငွေမရှိခြင်းကပို့ပြီးတော့ဆိုးရတဲ့ငရဲတစ်ခုဖြစ်သွားတတ်ပါတယ်။အမှန်တကယ်တော့ငွေကြီးဆိုတာကိုလိုချင်တဲ့ဘဝပုံစံကိုလွတ်လပ်စွာရွေးချယ်နိုင်ဖို့နဲ့ကိုချစ်တဲ့သူတွေကိုကာကွယ်ပေးနိုင်ဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့လောင်စာတစ်ခုသာဖြစ်ပါတယ်။ဒါပေမဲ့ပတ်စံရှိုင်းနေပတ်စံရဲ့ကြီးကျုံဖြစ်မသွားအောင်ဘယ်လိုထဲချုံလဲ။ House ဟူလို့ကမ္ဘာအချမ်းသာဆုံးဘီလီယံနာကြီးတိရောက်ဘာကြောင့်အခန်းအောက်ပြီးတော့ထီးကျန်စွာသေဆုံးသွားရတာလဲ။ငွေကိုအရှင်သခင်လိုကိုးကွယ်ပဲနဲ့ကိုယ့်ရဲ့ထဲချုံမှုအောက်ကနေစိတ်ကြိုက်ချဲလဲနိုင်မဲ့၅ခုမြောက်ချမ်းသာကြွယ်ဝမှုအကြောင်းကိုလေ့လာကြည့်လိုက်အောင်။ပစ္စမမြောက်ချမ်းသာကြွယ်ဝမှုဖြင့်ငွေကြီးကိုစားရသူကရွေးချယ်ထားပါတယ်။ငွေကြီးတန်ရာများကိုကူစားခြင်းငွေကြီးချမ်းသာမှုဆိုတာအရင်ဆုံးငယ်ဘဝတွေကရိုက်သွင်းခံထားရတဲ့ချမ်းသာတဲ့သူတွေကလူလိမ်တွေပဲငွေရှာရတာအရန်ခက်တဲ့ဆိုတဲ့အစိုးမြင့်ယုံကြည်ချက်တွေကိုအရင်ဖယ်ရှားဖို့လိုအပ်ပါတယ်။ကိုတန်မိုးထားမှုမြင့်တက်လာအောင်တိဆောက်မှသာကိုယ့်ရဲ့ဝင်ငွေကလည်းလိုက်ပါမြင့်တက်လာမှာပါ။ကျမကြီးဒီဝင်ငွေဖြစ်သည်ကျမကြီးကောင်းခြင်းဟာစွမ်းရည်ကိုတိုးစေပြီးတော့စွမ်းရည်ကနေတစဉ်လောက်ကင်တဲ့စွမ်းကိုမြင့်တက်လာစေမှာပဲဖြစ်ပါတယ်။အဲဒီနောက်မှာတော့ဝင်ငွေကသူ့လိုတိုးဝါလာမှာဖြစ်ပါတယ်။ယောဂဖြစ်ကုသတဲ့ဆေးကပိုကြီးမှပါတယ်။ဝင်ငွေထက်လျှော့တော့မှာပတ်စံပိုရလာတိုင်းနေထိုင်မှုစိတ်ကိုလိုက်ပြီးတော့မမြင့်တင်လိုက်ပါတယ်။အကျွေးကိုရှောင်ရှားပြီးတော့ပစ္စည်းတစ်ခုခုဝယ်ခြင်းစိတ်ပေါက်လာတိုင်းချက်ချင်းမဝယ်ဘဲနဲ့24နိုင်စောင့်ကြည့်တဲ့စီးမြင့်ကိုအသုံးပြုပါ။ဖန်တီးသူဖြစ်ပါစေ။ချမ်းသာခြင်းနဲ့ဆိုရင်သုံးဆွဲသူနေရာကနေဖန်တီးသူနေရာကိုစတင်ပြောင်းလဲပါ။ Social Media ပေါ်မှာသူများဖန်တီးထားတဲ့ဗီဒီယိုတွေကိုကြည့်ပြီးတော့အချိန်ဖြိုးမယ်စားလူ1000လောက်ကိုအကျိုးပြုနိုင်မဲ့ content မျိုးဖန်တီးပေးနိုင်ရင်သင်ဟာချမ်းသာလာမှာဖြစ်ပါတယ်။ကျေးဇူးတင်ခြင်းနဲ့မနာလိုမှုကင်းစင်ခြင်းကျေးဇူးတင်တဲ့စိတ်ဟာကြောက်ရွံ့မှုကိုဖယ်ရှားပြီးတော့ငွေကြွေးတွေကိုဆွဲရှောင်နိုင်တဲ့ငွေထုတ်ဆက်ကြီးတစ်ခုဖြစ်နေပါတယ်။တခြားသူတွေရဲ့အောင်မြင်တာကိုတွေ့ရင်မနာလိုမဖြစ်ဘဲနဲ့သူတို့ရဲ့အောင်မြင်မှုကိုကိုယ်အောင်မြင်မှုလို့ဝါသနာပေးတတ်ဖို့လိုပါတယ်။အလေးချင်းကဉာဏ်ရည်တဲ့အရေးကြီးတယ်။ချမ်းသာကြွယ်ဝသူအများစုဟာဉာဏ်ရည်အန်ဂျူအယမ်းမြင့်သူတွေမဟုတ်ကြဘဲနဲ့
အလေးချင်းကောင်းတွေကိုဆွဆွဲမြဲမြဲလှုပ်ဆောင်နိုင်သူတွေသာဖြစ်ပါတယ်အကောင်းဆုံးသောရင်းနှီးမြှုပ်နှံမှု stock share ရွှေအိမ်ချမ်းမြေတွေတဲ့မိမိရဲ့ကိုယ်စိတ်နှလုံးဝိညာဉ်ကိုမြင့်တင်ပေးနိုင်မယ့်အရာတွေမှာရင်းနှီးမြှုပ်နှံတာကသာအမြတ်ဆုံးအများဆုံးရရှိစေပါတယ်လစာ6300ရတဲ့ကုမ္ပဏီဝန်ထမ်းလူငယ်တယောက်ကိုစဉ်းစားကြည့်ပါသူက social media ပေါ်မှာအထာကျဖို့အတွက်အရေးကြတယ်နောက်ဆုံးပေါ် iPhone ကိုဝယ်ကြလိုက်တယ်လစာထွက်တာနဲ့နာမည်ကြီး coffee ဆိုင်မှာထိုင်နေ brand နဲ့အဝတ်စားတွေဝယ်ဖို့တဲ့ဒီလိုနဲ့ပဲလကုန်ရင်အကျွေးတွေပတ်လည်ဝိုင်းပြီးတော့အမြဲတမ်းငွေကြီးကြီးစိတ်ဖိစီးနေရပါတယ်အကယ်၍သူကအကျွေးနဲ့ဖုံးဝယ်မယ်စားအဲ့ဒီငွေကိုသူဝါသနာပါတယ် digital marketing ဒါမှမဟုတ် content creation တွေနဲ့တစ်ခုတက်ဖို့ရင်းနှီးမြှုပ်နှံလိုက်မယ်အချိန်အပြင် social media သုံးမယ်စား content လေးတွေကိုဖန်တီးပြီးတော့တခြားသူတွေကိုဘူးလူတွေမျှဝေပေးမယ်ဆိုရင်နောက်တစ်နှစ်သုံးနှစ်အကြာမှာအဲ့ဒီကျွမ်းကျင်မှုကတွေ့တွေ့နောက်ထပ်ဝင်ငွေလမ်းကြောင်းတစ်ခုဖြစ်အခိုင်အမာရရှိလာမှာဖြစ်ပြီးတော့ငွေကြီးကိုဘယ်တော့မှနောက်ဆန်တင်းနေကြမလို့တော့ပါဘူးမိတ်ဆွေကအမှန်တကယ်ချမ်းသာခြင်းလားဒါမှမဟုတ်တခြားသူတွေရှိမှချမ်းသာခြင်းရောက်ဆောင်ဟန်ဆောင်ခြင်းုံတက်တဲ့ချမ်းသာခြင်းလားတုံကြောင်းတဲ့အထင်ကြီးအောင်ဝယ်ထားတဲ့ပစ္စည်းတွေကားတွေအခုစားတွေကတင့်ကိုတကယ်ပဲငွေကြီးလွတ်လပ်ခွင့်ပေးနေရလားဒါမှမဟုတ်တင့်ကိုအကျွေးနုံထဲမှာထပ်ပြီးတော့ချုပ်နှောင်ခြင်းခံရပြီလားဆိုတာသေချာပြန်လဲဆင်ခြင်ကြည့်သင့်ပါတယ်ကိုပိုင်သုံးသပ်ခြင်းယနေ့ခေတ်ကဘာကြီးမှာလူတွေဟာအပြင်းပန်းကြွယ်ဝမှုကိုအကြီးကျယ်ဆွဲလန်းလာကြပါတယ်ဆိုရှယ်မီဒီယာတွေရဲ့လွှမ်းမိုးမှုကြောင့်ကိုယ်တိုင်ဘလောက်ပဲအကျွေးပတ်နေပါစေပတ်ဝန်းကျင်အမြင်မှာတိုက်ရချမ်းသာနေဖို့ကိုပဲပို့ပြီးတော့အရေးဆိုင်လာကြပါတယ်စိတ်ပညာရာအတွင်းစိတ်မှာလုံခြုံမှုမရှိတဲ့ကိုယ့်ကိုယ်တန်ဖိုးထားမှုနှိမ့်ကျခြင်းတွေကိုပြင်ပကရုပ်ဝတ္ထုပစ္စည်းတွေနဲ့ဖုံးကွယ်ဖို့ကြိုးစားနေခြင်းသာဖြစ်ပါတယ်တကယ်အစစ်မှန်ချမ်းသာကြွယ်ဝမှုသူတွေကတော့တိုးတိုးသက်သက်နဲ့ရိုးရှင်းစွာနေထိုင်ကြပြီးတော့သူတို့ရဲ့ငွေကြေးကိုပစ္စည်းတွေဝယ်ယူဖို့တွေစိတ်အေးချမ်းမှုလွတ်လပ်ခွင့်နဲ့တခြားသူတွေကိုကိုကြီးထောက်ပံ့ပေးဖို့ရမှာသာအထူးကအသုံးပြုကြပါရီအခုဆိုရင်တဲ့မှာငွေကြေးဆိုင်ရာအသိဉာဏ်အသစ်တွေရရှိသွားပြီငွေကိုလွတ်လပ်ခွင့်တွေလောင်စာအဖြစ်ဘယ်လိုသုံးရမလဲဆိုတာကိုသိရှိသွားပါပြီကျမ်းပါရင်မိသားစုအလောက်အကိုင်းနဲ့ငွေကြေးအကုန်လုံးပြည့်စုံလာပြီလို့ဆိုပါစို့ဒါပေမဲ့အဲ့လိုအောင်မြင်လာတဲ့သင်ပေးမှာဝန်းရနေတဲ့သူတွေကအစိုးမြင့်တက်တဲ့သူတွေအတင်းပြင်းပြောတတ်တဲ့သူတွေကြီးပဲဆိုရင်သင်ရဲ့အောင်မြင်မှုကဘလောက်ကြာခံနိုင်ပါမလဲသင်ပေါင်းနေတဲ့အတိုင်းဝိုင်းကသင်ရဲ့အနာဂတ်ကိုဘယ်လိုပုံသင်သွားတယ်လဲဆိုတာကိုဆက်လက်လေ့လာရမှာဖြစ်ပါတယ်အခန်း6သင်အနာဂတ်ကိုပုံဖော်ပေးမယ်မိတ်ဆွေကောင်းများကိုယ်တငယ်ချင်း9ယောက်ရဲ့ပြန်မြဝင်ငွေရောကိုယ့်ရဲ့ဝင်ငွေပဲဆိုတဲ့စကားကိုမိတ်ဆွေကြားဘူးပါလားတကယ်တော့ငွေကြီးနေမကပါဘူးကိုပေါင်းနေတဲ့သူတွေရဲ့တွေးခေါ်ဖို့ရှင်းမှန်ခြင်းပျော်ရွှင်မှုစတာတွေအားလုံးဟာသင်ဘဝကိုတိုက်ရိုက်လွှမ်းမိုးနေပါတယ်သင်ပတ်ဝန်းကျင်မှာအမြဲတမ်းညှဉ်းညူနေတတ်တဲ့သူတွေအစိုးမြင့်တဲ့သူတွေကြီးရွယ်ရှိနေမယ်ဆိုရင်သင်လည်းမကြခင်သူတို့လိုဖြစ်သွားမှာသိကြပါပဲစัจ jin ပဲအနေနဲ့လက်ထက်တော်တယ်ကြိုးစားတယ်အောင်မြင်တဲ့သူတွေကြားထဲမှာနေထိုင်မယ်ဆိုရင်သင်ဘဝမြင်မြန်ဆက်ဆက်ပဲတိုးတက်ပြောင်းလဲလာမှာဖြစ်ပါတယ်လောကမှာအောင်မြင်မှုဆိုတာတယောက်တည်းတည်ဆောက်လို့မရပါဘူးသင်ဘဝကိုအမြင့်ဆုံးစီကိုဆွဲတင်ပေးမဲ့6ခုမြောက်ချမ်းသာကြွယ်ဝမှုဖြစ်တဲ့လူမှုတော်ဝိုင်းကိုဘယ်လိုတည်ဆောက်မလဲဆိုတာကိုအတူတူကြည့်လိုက်ရအောင်အပေါင်းအသင်းရွေးချယ်ခြင်းတဲ့ဟာသက်သက်ငယ်ချင်းတွေထဲမှာအတော်ဆုံးအချက်မြတ်ဆုံးဖြစ်နေအပေါင်းအသင်းအသက်ရှာဖို့အချိန်တန်ပါပြီတင့်တဲ့ပိုးတော်တွေပို့ပြီးတော့ရီမန်းချက်ကြီးတဲ့သူတွေနဲ့ပေါင်းသင်းပါတာတဲလဲပုံမှုကျူးတွဲလာမှာပါမဟာမိတ်အဖွဲ့တည်ဆောက်ခြင်းကိုနဲ့ရီမန်းချက်တူတယ်အပြုသဘောဆောင်တဲ့တငယ်ချင်းတွေဟောဒါမှမဟုတ်နှစ်ယောက်ထက်ပိုတဲ့လူတွေနဲ့မဟာမိတ်ဖွဲ့ပါပုံမှန်တွေ့ဆုံပြီးတော့အချင်းချင်းရဲ့တိုးတက်မှုတွေကိုဖလှယ်ခြင်းအားပေးကူညီခြင်းတွေလှုပ်ဆောင်ပါတန်မိုးထားမှုပြသခြင်းကျေးဇူးတင်လွှာလေးတွေရေးသားပေးပို့တာလူတစ်ယောက်ကိုတွေ့တဲ့အခါမှာသူ့နာမည်ကိုခေါ်ပြီးတော့နှုတ်ဆက်တာစတဲ့သိငယ်တဲ့အပြုတ်မှုလေးတွေကနေတစဉ်တခြားသူတွေကိုအထူးဆုံးလည်းခံစားရအောင်လုပ်ပေးပါစစ်မှန်သောဆက်ဆံရေးအွန်လိုင်းကနေပဲဆက်သွယ်မယ်စားလက်တွေ့ဘဝမှာမျက်နှာချင်းဆိုင်တွေ့ဆုံပါလူတစ်ယောက်နဲ့စကားပြောနေခြင်းမှာဖုန်းကိုလုံးဝမသုံးဘဲနဲ့အပြည့်အဝအာယုံဆိုင်နားထောင်ပေးပါရန်သူမလုပ်ပါနဲ့လောကမှာရန်သူတစ်ယောက်ရှိရတော့များလုံးနေပါပြီတစုံတစ်ယောက်ကတင့်ကိုနာကျင်အောင်လုပ်ခင်ခွင့်လွှတ်လိုက်ပြီးတော့ရန်သူလုပ်မယ်စားမိတ်ဆွေဖွဲ့ဖို့ကြိုးစားပါကံတရားဆိုတာကိုယ်ဆိုင်ပြိုးတဲ့အတိုင်းပြန်ပြီးတော့ရင်သိမ်းရတာဖြစ်လို့တခြားသူတွေအပေါ်မှာအကောင်းဆုံးဆက်ဆံပါကွဲပြားသူများနဲ့ပေါင်းသင်းခြင်းကိုယ်နဲ့ဘဝတူအလောက်အကိုက်တူတွေကြီးတွေပဲမပေါင်းဝင်နဲ့နယ်ပယ်ဆုံးကကွဲပြားတဲ့သူတွေဥပမာအမှုပညာရှင်အိချမ်းမြေပွဲစားတွေနဲ့စကားပြောရပါသူတို့စကားနဲ့အသစ်ဆန်းတွေသင်ယူရရှိတယ်မှာတယ်အချိန်မရွေးပြောက်ကွယ်သွားနိုင်တဲ့လူတွေဟာရုတ်တရက်ပြောက်ကွယ်သွားနေတာကြောင့်စုံတွေ့ရတဲ့လူတိုင်းကိုဒါဟာနောက်ဆုံးချိန်တွေ့ရတာဖြစ်နေတယ်ဆိုတဲ့အသည့်နဲ့အကောင်းဆုံးဆက်ဆံပါပြီးတော့ရေမစခင်ကလေးက
ရေတွင်တူးထားသလိုအကူကြီးလိုမှသွားပေါင်းတာမျိုးမဟုတ်ပဲနဲ့ကြိုတင်ပြီးတော့ဆက်ဆံရေးကောင်းတွေတိစောက်ထားပါဈေးထဲမှာဈေးရောက်နေတဲ့ဈေးတဲ့တယောက်ကိုမြင်အောင်ကြည့်ပါသူကဖောက်တယ်လိုက်ဖုံးပွင့်ရင်းနဲ့ပဲခေါင်းမမဟုတ်ပဲနဲ့စကားပြောပဲမျက်နှာထားကတင်းပါပဲဆိုရင်ဖောက်တဲ့တွေကနောက်တစ်ခါလာဝယ်ပါတော့မလားအကယ်၍အဲ့ဈေးတွေကဖောက်တယ်လာနဲ့ဖုံးကိုချလိုက်မယ်အပြုံးလေးနဲ့နှုတ်ဆက်မယ်ပုံမှန်လောင်းဝယ်တဲ့ဖောက်တယ်ဆိုရင်နာမည်ကိုမှတ်ထားပြီးတော့နာမည်တက်ခေါ်ပြီးတော့ဒီနေ့ဘောင်းရင်ချက်မလို့လဲလို့ရေးနေနေနှုတ်ဆက်မယ်ပစ္စည်းဝယ်ပြီးတော့ပြန်ထွက်သွားရင်လည်းနှုတ်ဆက်စကားဆိုးလိုက်မယ်ဆိုရင်ဖောက်တဲ့တွေရဲ့ရင်ထဲမှာဘလောက်တောင်နှွေးထွေးသွားမလဲဒီလိုသိငယ်တဲ့ဆက်ဆံရေးလေးတွေကစီးပွားရေးကိုတိုးတက်စေုံသာမကပတ်ဝန်းကျင်မှာလည်းအကောင်းမြင်တဲ့ရင်းနှီးတဲ့လူမှုအတိုင်းဝိုင်းကောင်တစ်ခုကိုအလိုလိုတိစောက်ပြီးသားဖြစ်သွားမှာပါတည့်ရဲ့ဖုန်းတင်မှာလူတွေရတဲ့ချီရှိနေပြီမယ်ညတဲ့ကောင်ရအရေးပေါ်အကူအညီလိုလာရင်ချက်ချင်းဖုန်းဆက်ခေါ်လို့ရနိုင်မယ်တကယ်မိတ်ဆွေတငယ်ချင်းအစ်စ်မမျိုးဘယ်တယောက်ရှိပါသလဲတင်ပေးနာမှာဝင်းရနေတဲ့သူတွေကသင်ကိုရှေ့ဆက်ဖို့ခွန်အားပေးနေရလားဒါမှမဟုတ်သင်ရဲ့အိမ်မက်တွေကိုလောင်ပြောင်ပြီးတော့နောက်ပြန်ဆွဲချနေကြလဲဆိုတာတေချာလေးလာစမ်းစစ်ကြည့်ဖို့လိုအပ်ပါတယ်ယနေ့ခေတ်လူသားတွေဟာအရင်ခေတ်တွေကလည်းနီးပညာရပို့ပြီးတော့ချိတ်ဆက်မိလာကြပြီမယ်စိတ်ပိုင်းဆိုင်ရာမှာတော့ပို့ပြီးတော့ထိကျက်လာကြပါတယ်ဆိုရှယ်မီဒီယာပေါ်မှာ friend တွေထောင်ချီရှိပေမဲ့တကယ်တမ်းလက်တွေ့ပေါ်မှာလက်ဖက်ရည်အတူတူတော့ရင်ဖွင့်စကားပြောမဲ့တငယ်ချင်း၃ယောက်တောင်မရှိတဲ့သူတွေဒုနဲ့တည်ပါလူဖွဲ့စီကလည်းငွေကြီးနဲ့အဆင့်တန်းကိုကြည့်ပြီးမှပေါင်းသင်းဆက်ဆံတဲ့ဆက်ဆံရေးတွေကိုပို့ပြီးတော့အားပေးလာကြပါတယ်တကယ်တော့လူသားတွေရဲ့စင်ကံပြောင်းလဲမှုတွေအရကျွန်တော်တို့ဟာအုပ်စုဖွဲ့နေထိုင်တတ်တဲ့တတဝါတွေဖြစ်နေပါတယ်အချင်းချင်းရိုင်းပင်းကူညီမှုအသိမှပြုမှုနဲ့နှွေးထွေးတဲ့အတိုင်းဝိုင်းမရှိရင်ကျွန်တော်တို့ရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးဟာပြိုလဲသွားနိုင်ပါတယ်ဒါကြောင့်အွန်လိုင်းပေါ်ကအတူရောင်ကိုရက်နေတဲ့လက်တွေ့ဘဝကစစ်မှန်တဲ့ဆက်ဆံရေးတွေကိုပြန်လည်တိစောက်ဖို့အလုံးအရေးကြီးလိုအပ်နေပါပြီသစ်စီမှာရည်မှန်းချက်တူတဲ့တငယ်ချင်းတွေခိုင်မာတဲ့လူမှုအတိုင်းဝိုင်းတစ်ခုရှိနေပြီသင်ဘဝကလုံခြုံနှွေးထွေးနေပြီဒါပေမဲ့နေ့တိုင်းဒီလူတွေဒီပတ်ဝန်းကျင်ဒီလုံးဒီလမ်းကြောင်းအတိုင်းပဲထပ်တလဲလဲသွားနေမယ်ဆိုရင်ရောသင်ဘဝကြီးကဆက်ရုပ်တရုပ်လိုရိုးအီပြီးတော့ပြင်းစရာကောင်းလုံးနေမှသိကြပါပဲလူသားတွေရဲ့ဝိညာဉ်ဟာလုံခြုံမှုကိုလိုလားသလိုအသစ်စမ်းတွေကိုရှာဖွေစူးစမ်းခြင်းနဲ့ဆန္ဒလည်းရှိနေပါတယ်သင်ဘဝကိုအတိပ္ပယ်မဲ့ရိုးအီမှုတွေကနေကယ်တင်ပြီးတော့နေ့ရက်တိုင်းကိုစိတ်လှုပ်ရှားပေါ်ရာအတွေ့အကြုံသစ်တွေနဲ့ဘလို့အသက်သွင်းရမလဲအခန်းခွန်ပစ္စည်းစုဆောင်းသူမို့ပဲနဲ့အမတ်တရစုဆောင်းသူဖြစ်ပါစေငါတော့တနေ့ယုံသွားလိုက်အိမ်ပြန်လာလိုက်ထမင်းစားလိုက်အဲ့လည်းနဲ့ပဲတနေ့ကုန်သွားပြန်ပြီလို့တွေးမိပြီးတော့သက်ပြင်းချဖို့ပါလားလူများစုဟာတနေ့ဆိုတဲ့အချိန်ကာလကိုအကျဉ်း80လောက်ထပ်တလဲလဲဖြတ်သန်းပြီးတော့အဲ့ဒါကိုဘဝလို့ခေါ်နေကြပါတယ်တကယ်တော့ကျွန်တော်တို့လူသားတွေဟာနေရန်လေးမျက်နှာကြမှာပိတ်လောင်နေဖို့ဖန်တီးခံရတာမဟုတ်ပါဘူးကျွန်တော်တို့ရဲ့သွေးကြောတွေထဲမှာစူးစမ်းရှာဖွေခြင်းနဲ့စောင့်စားခြင်းနဲ့သဘာဝတွေကိအောင်နေပါတယ်ဘဏ်အကောင့်ထဲမှာပိုက်ဆံတွေအများကြီးရှိပေမယ့်ဘဝမှာပြန်ပြောပြစရာရင်ခုန်စရာအမတ်တရတစ်ခုမှမရှိဘူးဆိုရင်အဲ့ဒီပိုက်ဆံတွေကဘာလို့ပို့လဲတင်ဘဝရဲ့နေ့ရက်တွေကိုစက်ရုပ်တရုပ်လိုဖြတ်တန်းနေရတာကနေလွတ်မြောက်ပြီးတော့တကယ့်ကိုအသက်ဝင်လှုပ်ရှားနေရင်စွန့်စားရှာဖွေခြင်းဆိုတဲ့ခုနှစ်ခုမြောက်ချမ်းသာကြွယ်ဝမှုအကြောင်းကိုလေ့လာကြည့်လေအောင်အတွေ့အကြုံများကိုစုဆောင်ပါရုပ်ဝတ္ထုပစ္စည်းတွေအများကြီးပိုင်ဆိုင်ရတဲ့အံ့ဩကြည်နူးစရာအတွေ့အကြုံသစ်တွေကိုရေးရေးကိုရှာဖွေခန်းစားတာကသင်ဘဝကိုပို့ပြီးတော့တက်ဝင်စေပါတယ်ပိုက်ဆံဆိုတာသင်ယူသွားလို့မရပေမဲ့ကောင်းမွန်တဲ့အမတ်တရားတွေကတော့သင်ဘဝရဲ့နောက်ဆုံးအချိန်ထိပျော်ရွှင်မှုတွေပြီးဆုံးနိုင်မှာဖြစ်ပါတယ်ကိုယ်ဝါဒနာကိုပြန်လဲရှာဖွေပါကိုယ်ဝါဒနာမပါတဲ့အလုပ်တွေကိုငွေရဖို့တသက်ဆက်ရုပ်လိုလုပ်နေမြန်စားကိုယ်ဝိညာဉ်ကိုနိုးချစေမဲ့ကိုယ်တကယ်ချစ်မြတ်လို့တဲ့အရာတွေကိုကြားပေါက်ဝင်ငွေတစ်ခုအဖြစ်စတင်လှုပ်ဆောင်ပါ Digital တူရောက်ကဘာမှလာယူကြည့်တပတ်ကိုတရက်ခန့်ဖုန်းအင်တာနက်ဆိုရှယ်မီဒီယာအားလုံးကိုပိတ်ထားပြီးတော့သဘာဝတရားနဲ့ထိတွေ့တာကိုပြန်လဲဆန်းစစ်တာမိသားစုနဲ့အချိန်ကုန်တာမျိုးတွေလှုပ်ဆောင်ပါကြောက်ရွံ့မှုကိုရင်ဆိုင်ပါ3လတကားကိုကြောက်နေရတဲ့အရာတစ်ခုကိုရေရေဝံ့လှုပ်ဆောင်ကြည့်ပါဥပမာလူပုံလည်းမှာစကားပြောတာမျိုးခရီးထွက်တာမျိုးဘာသာစကားအသစ်သင်ယူတာမျိုးပေါ့ကွဲပြားခြားနားမှုကိုရှာဖွေပါကိုနဲ့ဘဝတူအတွေးတူသူတွေကြီးနဲ့ပဲမပေါင်းမနဲ့နယ်ပယ်စုံကကွဲပြားတဲ့သူတွေနဲ့စကားပြောကြည့်ပါပြီးတော့ကိုလိုချင်တဲ့အရာတွေကိုပင်နယ်ဓမြတယောက်လိုတတ်သိရှိရင်ကျေးစွာနဲ့တောင်းဆိုတတ်တဲ့အကျင့်ကိုမွေးမြူပါရိုးရှင်းမှုကိုလိုက်စားပါအရာရာကိုအမြန်လုပ်နေမဲ့စာဖြည်းဖြည်းနဲ့မှန်တေချာကျူးဆိုင်လှုပ်ဆောင်တဲ့အလေးချင်း slow living ကိုကျင့်သုံးပါပြီးတော့အိမ်မှာမလိုတော့တဲ့ပစ္စည်းတွေကိုစွန့်ပြင်ကစိတ်ကိုပေါ်ပါးစွာလှုပ်လှစေပြီးတော့တီထွင်ဖန်တီးနိုင်စွမ်းကိုတိုးစေပါတယ်အတိတ်မှာနေထိုင်ခြင်းကိုရှောင်ရှားပါအသက်ကြီးလာတဲ့အခါမှာအတိတ်ကအောင်မြင်မှုတွေအမတ်တရားတွေကိုပဲထပ်တလဲလဲပြောနေမယ်စာအနာဂတ်အတွက်ဆက်လို့ရှားစရာအတွေ့အကြုံသစ်တွေကိုဆက်လက်ရှာဖွေနေဖို့လိုအပ်ပါတယ်
စီးပွားရေးသမားတယောက်ကတပတ်လုံးရုံးမှာအလုပ်တွေဖိလုပ်တယ်ပိတ်ရက်ရောက်ရင်လည်းအိမ်မှာပင်ပန်းလို့ဆိုပြီးတော့အိတ်လိုက်ဖုံးမိုးလိုက်နေပဲအချိန်ကုန်တယ်ဘယ်ကိုမှမသွားဘူးဘာအတွေ့အကြုံသိမှမယူဘူးလက်ကုန်တော့အဝတ်အစားအသစ်တွေဖုံးအသစ်တွေဝယ်ပြီးတော့ပျော်ရွှင်မှုကိုရှာတယ်ရိုင်းပဲပစ္စည်းအသစ်ရတဲ့ပျော်ရွှင်မှုကခဏပဲခံပါတယ်အကယ်၍သူကပိတ်ရက်တရက်မှာဖုံးကိုလုံးဝပိတ်ထားလိုက်မယ်ပြီးတော့သူတစ်ခါမှမသွားဘူးတဲ့ဥပမာရန်ကုန်မြစ်တဲ့ဂရုတ်သေးပေါ်စီတာမျိုးကိုသွားကြည့်မယ်လမ်းမှာတွေ့တဲ့ဈေးသည်တွေခီးသွားရင်လည်းစကားပြောကြည့်မယ်တက်ပုံရိုက်ဖို့တဲ့အဲ့ဒီအချိန်အဲ့ဒီနေရာရဲ့အရသာကိုအပြည့်အဝခံစားမယ်ဒါမှမဟုတ်ကိုဝါသနာပါတဲ့ဟင်းချက်နီအသစ်တစ်ခုကိုစမ်းချက်ခြင်းပဲပစ္စည်းအသစ်ဝယ်တာမျိုးမဟုတ်ဘဲနဲ့ငွေကုန်ကြေးကျသိမ့်မှများတဲ့ကိုယ်တိုင်ပါဝင်လှုပ်ရှားတဲ့အတွေ့အကြုံလေးတွေကသူ့ရဲ့စိတ်ဖိစီးမှုကိုပြေလျော့စေပြီးတော့တင်းနာနေအလုပ်ပြန်ဝင်တဲ့အခါမှာပို့ပြီးတော့လန်းဆန်းတက်ကြွတဲ့ခွန်အားသစ်တွေရလာမှသိကြပါရယ်လွန်ခဲ့တဲ့3နှစ်5နှစ်အတွင်းမှာသင်္ဘောအတွက်တကယ်ပဲရေကုန်စရာကောင်းတဲ့စက်သိန်းထားစရာကောင်းတဲ့အတွေ့အကြုံတွေဘယ်နှခုလောက်ရခဲ့မှုပါသလဲဒါပါမို့အသစ်စံတွေကိုကြောက်ရွံ့ပြီးတော့ကိုယ့်ရဲ့ comfort zone လေးထဲမှာပဲပုံအောင်နေမိတာကြာပြီလားဆိုတာလေ့လာစမ်းကြည့်သင့်ပါတယ်ခေတ်စနစ်နဲ့စိတ်ပညာရှုထောင့်ရစားသုံးသူဝါဒအားကောင်းတဲ့လူအဖွဲ့အစည်းမှာကျွန်တော်တို့ကိုပစ္စည်းတွေအများကြီးပိုင်ဆိုင်မှချမ်းသာတာပျော်ရွှင်တာလို့လွဲမှားစွာယုံကြည်အောင်လက်စားထားကြပါတယ်ဒါကြောင့်လူတွေဟာကိုမလိုချင်တဲ့ပစ္စည်းတွေကိုဝယ်ဖို့အတွက်ကိုမကြိုက်တဲ့အလုပ်တွေကိုနစ်မအားညမအေးလုပ်နေကြပါတယ်လူတွေဟာပစ္စည်းသစ်တစ်ခုဝယ်လိုက်ရင်ခဏပဲပြောပြီးတော့သိမကြခင်ပါပဲအဲ့ဒီပစ္စည်းပေါ်မှာယိုဤသွားတတ်ပါတယ်ဒါပေမဲ့အတွေ့အကြုံတွေကတော့အဲ့လိုမဟုတ်ပါဘူးခရီးသွားတာပညာသစ်တင်တာစွန့်စားတာတွေကရလာတဲ့အမတ်တရားတွေဟာအချင်းကြလေပို့ပြီးတော့တန်ဖိုးရှိလေဖြစ်ပါတယ်ဒါကြောင့်ရုပ်ဝတ္ထုပစ္စည်းတွေစုဆောင်းတာကိုရှော့ချပြီးတော့ကိုယ်ဝိညာဉ်ကိုလွတ်လပ်ခွင့်ပေးမယ်အတွေ့အကြုံတဲ့ရှာဖွေခြင်းကသာတကယ်ကိုအတိတ်ပဲရှိတဲ့အသက်ဝင်တဲ့ဘဝတစ်ခုကိုပိုင်ဆိုင်နိုင်မယ်ဒီခုတည်းသောနီလန်းဖြစ်ပါတယ်အခုဆိုရင်နှင်းဘွားမှာငွေကြီးကျမ်းမာရေးမိသားစုအလုပ်ကိုင်တွေပြည့်စုံနေအောင်မကပဲနဲ့စိတ်လှုပ်ရှားစရာအတွေ့အကြုံတွေနဲ့ပါကျေဝနေပြီလို့ဆိုပါစို့သင်ဘွားကြီးကတော်တော်လေးပြည့်စုံနေပါပြီဒါပေမဲ့အဲ့ဒီအရာတွေအားလုံးဟာသင်တယောက်တဲ့အတွက်သင်အတာအတွက်ပဲဖြစ်နေမယ်ဆိုရင်သင်ရဲ့အောင်မြင်မှုတွေကအတိတ်ပဲရှိမှာမဟုတ်တော့ပါဘူးလူသားတယောက်ရဲ့အမြင့်မားဆုံးသောကျေနပ်မှုလောကကြီးမှာထာဝရကြံရစ်ခဲ့မဲ့အမွေနှစ်တစ်ခုကိုဘယ်လိုဖန်တီးမလဲဆိုတာကိုသိရှိဖို့နောက်ဆုံးအခန်းမှာဆက်လက်ပြီးတော့လေ့လာကြည့်လိုက်အောင်အခန်းရှိမသေးခင်မှာထားရခဲ့မဲ့အမြင့်မြတ်ဆုံးအမွေနဲ့လူတယောက်သေဆုံးသွားတဲ့အခါမှာအရာအလုံးကိုထားခဲ့ရမှာပဲဆိုတဲ့စကားကိုကြားဘူးကြမှာပါကျွန်တော်တို့တွေဟာတသက်သူပတ်စံတွေပစ္စည်းတွေစုဆောင်းဖို့ကြီးပဲပြေးလွှားနေကြရပါတယ်ဒါပေမဲ့တကယ်တမ်းနောက်ဆုံးအချိန်ရောက်ရင်အဲ့ဒီအရာတွေကဘာတန်ဖိုးမှမရှိတော့ပါဘူးတည့်ရဲ့အသက်ရှူတာတွေရက်တက်သွားတဲ့အခါမှာလောကကြီးမှာကြံရင်ခဲ့မှာကသင်ဘလောက်ချမ်းသာခဲ့တယ်ဆိုတာမျိုးမဟုတ်ပဲနဲ့သင်ဘလို့လူမျိုးဖြစ်တယ်ပတ်ဝန်းကျင်လူမှုအတိုင်းဝိုင်းကိုဘယ်လိုအကျိုးပြုခဲ့လဲဆိုတာပါပဲသင်ဘဝရဲ့အမြင့်မြတ်ဆုံးတဲ့အတိတ်ပဲရှိဆုံးချမ်းသာကြွယ်ဝမှုဖြစ်တယ်အများကျိုးဆောင်ရွက်ခြင်းအကြောင်းကိုစိုင်းသူကအသေးစိတ်ရှင်းပြပေးကြပါရယ်အမြင့်ဆုံးလိုအပ်ချက်စိတ်ပညာရှင်အဗရာဟံကလူသားတွေရဲ့အမြင့်ဆုံးလိုအပ်ချက်ဟာကိုယ့်ကိုယ်ကိုကျိုးတင်အောင်လုပ်ခြင်းမဟုတ်ပဲနဲ့ကိုယ့်ထက်ကြီးမားတဲ့ရည်ရွယ်ချက်တစ်ခုတည်းအသက်ရှင်ခြင်းဖြစ်တယ်လို့သတ်မှတ်ခဲ့ပါတယ်နောက်ဆုံးနေ့ကိုကြိုတွေးပါတည့်ရဲ့သေဆုံးမနေ့ကိုကြိုတင်စိတ်ကူးယဉ်ကြည်ပါသင်သေဆုံးသွားတဲ့အခါမှာလူတွေကတည့်ရဲ့ငွေကြီးချမ်းသာမှုကိုပြောကြမှာမဟုတ်ပဲနဲ့တည့်ရဲ့ရိုးသားမှုတတ္တိရှိမှုနဲ့ကျင်နာမှုတွေကိုသာပြောကြမှာပါဒါကြောင့်အဲ့လိုအမတ်တရားတွေကြံခဲ့အောင်အခုတည်းကစတင်နေထိုင်ပါအလက်ဇန္ဒာရဲ့သင်ခန်းစာကဘာကိုသိမ့်ပိုက်ခဲ့တဲ့ဇန္ဒာကြီးတောင်သေဆုံးချိန်မှာဆရာဝန်တွေကသူ့ကိုမဲကဲတင်နိုင်ခဲ့ဘူးသူရှာထားတဲ့ရွှေတွေကမြေကြီးပေါ်မှာပဲကျန်ခဲ့မယ်လက်ချင်းတက်တက်ပဲထွက်သွားရမယ်ဆိုတဲ့နောက်ဆုံးဆန္ဒ၃ခုကိုပြသခဲ့ပါတယ်ဒါကိုအမြဲတမ်းသတိရပါရှားရုမပါပဲနဲ့ကောင်းဆောင်ပါသူတစ်ပါးကိုကူညီဖို့အတွက်ရှားရုအာနာဒါမှမဟုတ်ဘွဲ့ဒီဂရီတွေမလိုအောင်ကိုယ့်နေရာကိုယ့်ပတ်ဝန်းကျင်မှာအကောင်းဆုံးနေထိုင်ပြီးတော့တခြားသူတွေကိုကူညီတာတကယ်ခေါင်းဆောင်မှုတစ်ခုပါပဲအတ္တကိုဖယ်ရှားပါသင်ကိုယ်ရင်းကကြောက်ရွံ့မှုနဲ့အတ္တဆန်တဲ့စိတ်ကိုဖယ်ရှားပြီးတော့တခြားသူတွေကိုကူညီခြင်းနဲ့သွေးကောင်းစိတ်ကိုမွေးမြူပါခွင့်လွှတ်ခြင်းနဲ့ငြိမ်းချမ်းခြင်းသင်ကိုဒေါသထွက်အောင်လုပ်တဲ့သူကိုကြွေသူလဲငါလိုပဲအမားလုပ်တတ်တဲ့လူပါလားလို့တွေးပြီးတော့ခွင့်လွှတ်လိုက်ပါတခြားသူတွေရဲ့မကောင်းတဲ့အပြုအမူတွေကြောင့်သင်ရဲ့ပျော်ရွှင်မှုကိုမဖျက်ဆီးပစ်လိုက်ပါနဲ့အမည်မသိကောင်းမှုများနေ့စဉ်အမည်မသိကောင်းမှု၃ခုပြုလုပ်ပါလူတစ်ယောက်ကိုကူညီခြင်းဟာတစ်လဆိုရင်လူ90တစ်နှစ်ဆိုရင်လူ1000ကျော်ကိုအကျိုးသက်ရောက်စေပြီးတော့ကမ္ဘာကြီးကိုပြောင်းလဲစေနိုင်ပါတယ်အသက်ရှင်လျက်နာယီကျင့်ပါပါမသေးခင်မှာကိုချစ်တဲ့သူတွေကိုဖိတ်ပြီးတော့အသက်ရှင်လျက်နာယီကျင့်ပါကြည့်ပါသူတို့အပေါ်မှာဘလောက်ချစ်ကြောင်ပြောပြပါတည့်ရဲ့အစမ်းစအားလုံးကိုအသုံးချပြီးတော့
လောကတွေအပြည့်အဝရှင်သန်သွားပါရက်ကွက်ထဲမှာအမိုက်တွေရှုပ်ပွားနေတယ်ဆိုပါစို့လူအများစုကတော့ဒါစီပင်ကလောက်ရမယ်အလုပ်ပဲဆိုပြီးတော့အပြစ်တင်ညှဉ်းညူနေကြမှာပဲဖြစ်ပါတယ်ဒါမဲ့သင်ကယာတို့မပါပဲခေါင်းဆောင်ပါဆိုတဲ့အတိုင်းကိုယ်တိုင်တစ်ပြက်စီးယူပြီးတော့စလဲလိုက်မယ်တဖြည်းဖြည်းနဲ့အိမ်ကြီးတွေကပါလိုက်လောက်လာကြမယ်ဒါကဘာကြီးကိုပြောင်းလဲမှုသိငယ်ပေမဲ့အစွမ်းထက်တဲ့အလေးကျင့်ကောင်းတစ်ခုကိုစတင်လိုက်တာပါပဲနောက်တစ်ချက်ကလမ်းမှာအကူအညီလိုနေတဲ့လူငယ်လေးတယောက်ကိုကျွေးမွေးလိုက်ရင်တည့်ရဲ့ရေရုံးမှုကနေတစဉ်သူ့ရဲ့ဘဝအမြင်ကိုပါပြောင်းလဲသွားစေနိုင်ပါတယ်အကယ်၍များဒီနေ့ကသင်ဘဝရဲ့နောက်ဆုံးနေ့ဖြစ်ခဲ့မယ်ဆိုရင်သင်ရဲ့နိုင်မှာလာရောက်မဲ့သူတွေကသင်အကြောင်းဘယ်လိုပြောကြမလဲသူကပိုက်ဆံတွေအများကြီးရှာသွားတယ်ဒါပေမဲ့ဘယ်သူကမှမကူညီဘူးလို့ပြောမလားဒါမှမဟုတ်သူဟာသူရဲ့ဘောအရင်ကျင်နာတတ်တဲ့သူရဲ့ကောင်းတယောက်ပဲလို့ပြောကြမလားဆိုတာခဏလောက်တွေးတောဆင်ခြင်ကြည့်လိုက်ပါအခုခေတ်မှာလူတွေဟာအတ္တဆံမှုကိုအရန်အသာပေးလာကြပါတယ်ကိုတယောက်နဲ့အောင်မြင်ဖို့ချမ်းသာမှုကိုပဲအတိအကသင်ကြားခံနေရပါတယ်ဒါပေမဲ့စိတ်ပညာလေ့လာမှုတွေဟာလူသားတွေဟာကိုယ့်အတွက်ကိုလှုပ်ဆောင်နေတယ်တခြားသူတွေကိုကူညီပံ့ပိုးပေးချိန်မှာအုံနောက်ကနေပျော်ရွှင်မှုဟော်မုန်းတွေပုံမှုထွက်ရှိလာတယ်လို့ဆိုပါတယ်ကမ္ဘာသမိုင်းကိုပြန်ကြည့်လေဧကရစ်ဘုရင်တွေစစ်ဘုရင်တွေရဲ့နာမည်တွေကိုအချိန်ကြာလာတဲ့နေမြလူတွေမွေ့ပြောက်သွားကြပေမဲ့ကန်နီဘာသာထွေစာတို့လိုအများကျိုးကိုကိုကျိုးဆုံးဆောင်ရွက်ခဲ့သူတွေရဲ့နာမည်တွေကတော့ယနေ့သာရှင်သန်နေစေဖြစ်ပါတယ်ဒါကြောင့်တကယ်အတိတ်ပဲရှိတဲ့ဘဝဆိုတာတည်သွားတဲ့အခါမှာယူသွားလို့မရတဲ့ရုပ်ဝတ္ထုပစ္စည်းတွေစုဆောင်းတာမျိုးမဟုတ်ဘဲနဲ့လောကကြီးမှာထာဝရကြံရစ်ခဲ့မဲ့မေတ္တာတရားနဲ့အကျိုးပြုမှုတွေကိုဖန်တီးခဲ့ခြင်းသာဖြစ်ပါတယ်ချမ်းသာကြွယ်ဝခြင်းဆိုတာကိုငွေကြေးပမာဏတစ်ခုနဲ့တိုင်းတာလို့မရပဲစစ်မှန်တဲ့ချမ်းသာကြွယ်ဝမှုလိုက်နာရမယ့်အချက်၈ချက်နဲ့ပေါင်းစဖွဲ့စည်းထားပါတယ်နေ့စဉ်ကိုတိုးတက်အောင်လှုပ်ဆောင်ခြင်းကိုယ်စိတ်နှပါကျမ်းမာကြံ့ခိုင်ခြင်းချစ်ရသူတွေနဲ့နှွေးထွေးပျော်ရွှင်စွာအချိန်ဖြုံးခြင်းကိုယ့်ရဲ့အလုပ်ကိုဝါသနာနဲ့အတိတ်ပဲရှိလှုပ်ဆောင်ခြင်းဘဝလွတ်လပ်မှုနဲ့လုံခြုံမှုတွေလုံလောက်တဲ့ငွေကြေးရှိခြင်းကောင်းမွန်တဲ့မိတ်ဆွေအတိုင်းဝိုင်းတွေနဲ့လက်တွဲခြင်းဘဝရဲ့အတွေ့အကြုံသစ်တွေကိုရှာဖွေခန်းစားခြင်းသူတော်ဘာတွေကူညီဖေးမခြင်းတို့ပဲဖြစ်ပါတယ်ဒီအချက်၈ချက်လုံးညီညွတ်မြတ်တာနေမှာသာတကယ့်ကိုပြီးပြည့်စုံကြွယ်ဝတဲ့ဘဝတစ်ခုကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်ကျွန်တော်တို့ဟာချမ်းသာကြွယ်ဝမှုဆိုတဲ့စကားလုံးကိုကြားလိုက်တာနဲ့ဘဏ်အကောင့်တွေကကဏ္ဍရှည်ကြီးတွေဈေးခံကောင်းတွေနဲ့တိုက်အိမ်ကြီးတွေကိုပဲပြင်းပြင်းတက်ကြပါတယ်ဒါပေမဲ့ဒီစာအုပ်ကနေမိတ်ဆွေတို့တွေခြားနာပေးခြင်းခဲ့တဲ့စကားလက်ဆောင်တွေကတော့တကယ်ချမ်းသာကြွယ်ဝမှုအစစ်အမှန်ဆိုတာတည်ဆုံးသွားတဲ့အခါမှာသင်ပေါင်းတွေပိုင်ဆိုင်ခဲ့လဲဆိုတာတဲ့အသက်ရှင်နေစဉ်မှာသင်ဘလောက်ထိအတိတ်ပဲရှိနေထိုင်ရှင်သန်ခဲ့လဲဆိုတာပါပဲအခုလိုအချိန်ပေးပြီးတော့အစိုးရနာတော်တာဆင်ပေးတဲ့အတွက်အထူးကျေးဇူးတင်ရှိပါတယ်မိတ်ဆွေတို့အားလုံးကိုယ်စိတ်နှပြကျမ်းမာချမ်းသာပြီးတော့ဘဝရဲ့စစ်မှန်တဲ့ချမ်းသာကြွယ်ဝမှုတွေပိုင်ဆိုင်နိုင်ကြပါစေကြောင်းဆုမွန်ကောင်းမြတ်တာပို့တာအားပါတယ်ခင်ဗျာ